Khonani Buddha way Tayado Khonani Buddha when Taya Mahocha Dekem Manacha Dekem Ponido Dhamma Babengo Aung Su Taung Kata Ne Pohyaya Yo Mara Dena Madana Vizayadawa Dina Yabina Minyata Bono De Du Zayanzi No Yo Mara Dena Madana Vizayadawa Dina Yabina Minyata Bono De Du Zayanzi No Avana Vizayadawa Ngava Maho Yamabongo Bongo Chose Ao Chongwe Yue Lele Gu Aungwe Yugani Pido Mubabe Tado Yazi No Aungzi Yavi Aungdi Body Nyoshin Aungbalenwe Ngai Mayo Yang Kalogo Damaho Shangda King Bondo Nyo Aulande Yue Aung Baleganagadani Ma Aung Baby Bondo Mugani Pido Mugo Jim Yaso Payadi Avanam Buddha Hinam Balengango Ayane Che Luma Hello Aduma Paramaya Shi Bawon Jentano Nido the Hong Di Chida Lado Mara Benam Gavami Gongin Dawai Bedin Yai Aung Devo Yuayi Sibia Bounding Bambu Jim Manami Yemadego Dina Yavi Josei Lansei Ayamati Sanji Damin Yadamingali Langya Dole Nami Nita Paramise Bonlane Johnson Yazo Achide Lale Ayamayaw Malaw Mali Ayamayu Yang Yodu Manabing Dogo Quilong by Accounting Lomo Aung Jinji Aumina Mugalevi Bozina Aungzi Yavi Aung Dini Body Nation Ambalenwa Ngai Mayaw Yang Kalogo Damaho Shang De King Bondo Nyo Aulande Aung Balenganagadayi Ma Aung Baidi Bondo Mubi Pidamudo Domya So Payadi No Amagan Ma Aung Digi Aung Jidin Aung Mian Myo Payadi Do Sayandi Du Aung Yang Adin Aung Lang Lumbo Aung Kwet Mengala Aung Bazi Muzeya Du Pian Aung Sukmatu Biwi Do Muba Shemya Paya Sayang Bidan Dan Abba and the Mao Yang Zu Yang Yango Majau Maja Aung Naya Yue Eita Mengala Absha Biane Aung Ya Aung Jau Aung Sumya Bongo Te Du Be Banado Muba Myaso Paya Te Du Yaniga Sa Nivan Yavi Bawa Dai Aung Ho Nau Nawe Go Yang Tong Dao Damo Aung Nai Dayao Tembo Long Long Jo Yue Bong Di Zo Tao Yang Ni Ge Do Mya Si Zeng Byong Myong Ni Ge Aung Aung Su Ji Be Do Mu Ba Mya Swa Phaya Buddha Neva, Khonani Buddha when Payashin, Goromia, Buzo Chaya off. Khonani Buddha when Buzo Chaya on Suro. But Hama, Sadavag, Poido, Bareba, Pony, Dai Beam, Era, Light Beedo, Soja. Yata Bide, Barevaka, Miavare. Ladies Yaro Paya Yida, Khonani Buddha way. Barita Light Beedo, Sola. Bolu Shimbe, Junte, Aung Queen Sajawala,
နတ်ဗျမတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယတုနကောရှုံရှုံဆိုသည်ဝါဇောလဖြင့်ကျွဲ့မင်းနေဝဲချမ်းမြေကြည်ပြူတန်တေယူသည်နတ်လူငြိမ်းဖို့ကိမ္မာကိုနတ်လူငြိမ်းဖို့ကိမ္မာကိုကဲတက္ကထွန်းကျော်ကြီးဆိုတော့သုံးလို့ရှင်မေကျွတ်တိတ်တဲ့ပေါင်းခင်ဆက်ကြလာနတ်မြတ်မတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယတုနကိုရှုံရှုံဆိုသည်ဝါဇောလဖြင့်ကျွဲမင်းနေဝဲချမ်းမြေကြည်ပြူတန်တေယူသည်နတ်လူငြိမ်းဖို့ကိမ္မာကိုနတ်လူငြိမ်းဖို့ကိမ္မာကိုတက္ကထွန်းကျော်မှန်တယ်နော်မရပဲနဲ့မှန်တယ်လို့ထောက်ရလည်းမရဘူးမှန်တယ်လို့ထောက်တယ်ဒါကဘာဗုဒ္ဓဝိနုံးဆိုဇာတာပတိနိဗုဒ္ဓဝိဇာတာပတိနိဘုရားမြတ်စွာရဲ့အလောင်းတော်ပฏิပန်တွေယူတယ်ဆိုတဲ့အကြောင်းအရာကိုလက်ဒီဆိုတော်ဘုရားကပြိဿဘောင်သူတော်ကောင်းတို့စိတ်လုံးကြည်နူးအောင်ရေးထားပြခဲ့လက်ဒီဆိုတော်ဘုရားကြီးရဲ့ဂံဗီရကဗျာကျမ်းကိုပရိသတ်များရှာပြီးတော့ဖတ်ပြအောင်ဖတ်ကြပါဩဇရာဆိုဘုရားကြီးရေးထားတာအဲ့ဒီတည်းမှာဆရာကြီးဥလာသိမကြမကြရွတ်ပြီးတော့ဟောလိရှိတဲ့မိုင်မလင်းနိုင်ဘူးဆိုတဲ့လေကျူရှိကြီးပါဒီတော့ဘုန်းကြီးတို့ပရိသတ်မပူတော်ကောင်းလို့သာသနာဖတ်ခမည်းတော်ဖြစ်ကြတဲ့ဇော်ဘုရားကြီးတွေဟာဤကဲ့သို့လေကျူတွေဒွေကျူတွေတိတ္တတွေကိုရေးစပ်တော်မူကြတယ်ဆိုတာဟာကြည်ညိုစရာကောင်းတယ်နော်မှန်ပါဗျာမိုင်မလင်းနိုင်မှုမြိုက်ခင်းရဲ့ညာစီမှာခံတော်မီဒီမှာဝဲနိုင်မှုဒီခွေတွင်ဆိုအဲ့ဒီနေရာဆွဲသွားဟုတ်လားလက်ဒီဆိုဘုရားကြီးရေးထားတယ်ကိုဗုဒ္ဓဝင်ကြတော့ကြည်နူးစရာဗုဒ္ဓရမဏပီတိကိုကောင်းစွာရအောင်တဲ့ဆရာတော်ဘုရားကြီးရေးထားသုံးလို့ရှင်မင်းကျွန်းတိတ်တင်ပေါင်းခွင်ဆက်ကြဝလာနဗျမာတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယတုနကိုရှုံရှုံဆိုသည်ဝါဆိုလာဖြင့်ကြွယ်မင်းနေဝဲချမ်းမြေကြည်ပြူပန်းလေးယူသည်နတ်လူငြိမ်းဖို့ကိမ္မာကိုနတ်လူငြိမ်းဖို့ကိမ္မာကိုဝါဆိုလာဖြင့်ဇာတာပတိနေ့မှာလူပြည်ဆက်တယ်ပြီးတော့မေတော်မာယာကျဝမ်းကြံတဲ့ခမ်းမှာပฏิတန်ဒီယူတယ်ဆိုပြီးတော့မော်ကွန်ထိုးထားတယ်မှတ်တမ်းထိုးထားလေးသိကြီးနဲ့ကမ္ဘာတသိန်းပါရမီတော်တွေကိုဖြည့်လာခဲ့လို့ပါရမီတော်တွေပြည့်စုံတဲ့ဗုဒ္ဓရဲ့အလောင်းအလျာဗုဒ္ဓရဲ့အလောင်းအလျာသည်သက္ကရိနဲ့ဆိုလို့ရှိရင်သက္ကရိနဲ့ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿများပฏิတန်ဒီယူတာဟာဝါဆိုလမ်းပြီးဇာတာပတိလို့တော့သိကြပြီသက္ကရိနဲ့ဆိုလို့ရှိရင်ဘယ်သက္ကရိဖြစ်မလဲသက္ကရိနဲ့ဆိုရင်ဟောတော်မူတဲ့သက္ကရိပါရင်ပฏิတန်ဒီယူတဲ့သက္ကရိဟာအလိုလိုတွက်ကြည့်ရင်ရတယ်အဲ့ဒီဒုတိယစာပိုက်ဆက်လိုက်ရင်ဟောတော်မူတဲ့သက္ကရိပါတာတန်ဒီယုံက10လကြာသောမဟာသက္ကရိ68ကျုံကဆုံလာပြီတောက်ကြနေဝဲ68ကဆုံလာပြီတောက်ကြနေဖွာတယ်လို့ဆိုတော့တန်ဒီယူတာ69ဖြတ်ပါပေါ့မဟာသက္ကရိ69ခုနှစ်ဝါစုလပြီကြာသာပတိနေ့မှာမေတော်မာယဝမ်းချတဲ့ခမ်းမှာသက်ဆိုင်စံဒီပฏิတန်ဒီယူတော်မူတယ်။ဘာဖြစ်လို့ပฏิတန်ဒီယူလူပြည်ဆင်းခဲ့ရတာတုံးဆိုတော့ခုနကဆိုထား။သုံးလို့ရှင်ပင်ကျွန်းထိတ်တွင်ပေါင်းခွင့်စัจ java လာနတ်မြတ်မာတော်
ကြကြဝဠာတပေါင်းကနတ်အပေါင်းဗျမအပေါင်းတို့ကဝိုင်းဝန်းပြီးတော့တောင်းပန်မှုကြောင့်အထူးသဖြင့်တော့သုမာရိနတ်ပြည်ကနမင်းကြီး၄ယောက်ဒါဝရိနတ်ပြည်ကတရားမင်းယာမနတ်ပြည်ကသူ့ယာမနတ်မင်းတုတ်တိတနတ်ပြည်ကတန်တုတ်တိတနတ်မင်းပရဏိမိတဝတဝတိနတ်ပြည်ကသူ့နေမိတနတ်မင်းဆိုပြီးတော့နတ်မင်းကြီးများကဥဆောင်ပြီးတော့နတ်ပြည်6ထပ်ရှိကြတဲ့နတ်အပေါင်းဗျမအပေါင်းတို့ကဝိုင်းဝန်းပြီးတော့တောင်းပန်ကြတာအလောင်းနတ်သားလေးသိချင်းနဲ့ကဘာတသိဖြည့်လာတဲ့ပါရမီတော်တွေဟာပြည့်ပါပြီယခုကလူပြည်ဆင်း၍ပฏิတန်ဒီယူပါတော့လေးအသင်္ချီနဲ့ကဘာတသိဖြည့်ရတဲ့ပါရမီလေးသင်္ချီဆိုတာနဲ့ပတ်သက်လို့ဘုန်းကြီးတို့ပရိသတ်ပေါင်းသူတော်ကောင်းတို့အားတိတိကျကျဖြစ်အောင်ဘုန်းကြီးတို့ပြောရမယ်ဆိုလို့ရှိရင်လေးအသင်္ချီဆိုတာဟာဗုဒ္ဓံတရအသင်္ချီလို့မှတ်ရမယ်ဗုဒ္ဓံတရအသင်္ချီဖယားတဆူနှင့်တဆူတို့ဤအကြာဖယားစိတ်သုံးတဲ့သုံညကဘာပေါင်းဟာမရေမတွက်နိုင်အောင်များခဲ့တယ်ဖယားတဆူနှင့်တဆူတို့အကြာဖယားမပွင့်သောသုံညကဘာပေါင်းမရေမတွက်နိုင်အောင်များခဲ့တဲ့ထိုကြားခေပြီး၄ခုရှိခဲ့ဘူးတဲ့အဲ့ဒါကိုလေးအသင်္ချေခေါ်ပါတယ်ဘုရားဘုရားပြိဿသဘောရပြီနော်ဒါဖြင့်ဘယ်ဖယားနဲ့ဘယ်ဖယားတို့ရဲ့အကြမ်းမှာလေးအသင်္ချေဖြစ်တုံးဆိုရင်ဘုန်းကြီးတို့အတိအကျပြောရအောင်ဘယ်ဖယားနဲ့ဘယ်ဖယားတို့ရဲ့အကြမ်းမှာလေးသင်္ချေဖြစ်တုံးဆိုရင်ဒီပင်ကရာဖယားနဲ့ကွန်တင်ညဖယားဘာဖယားနဲ့ဘာဖယားဒီပင်ကရာဖယားနဲ့ကွန်တင်ညဖယားပါဗျာထိုဖယားနှစ်စုတို့ဤအကြမ်းမှာဖယားမပွင့်တဲ့သုံညကဘာပေါင်းဟာမရည်နိုင်အောင်ရှိခဲ့ဘူးပြီအဲ့ဒါအသင်္ချေတစ်ခုဗုဒ္ဓံတရအသင်္ချေတစ်ပါးနောက်တစ်ခါကွန်တင်ညဖယားနဲ့မင်္ဂလဖယားတို့ဤအကြာကွန်တင်ညဖယားပွင့်ပြီးတော့နောက်တစ်ဖယားမပွင့်တဲ့ကဘာပေါင်းသုံညကဘာပေါင်းဟာမရှိနိုင်အောင်လာခဲ့နောက်သုံညကဘာပေါင်းမရှိနိုင်အောင်သွားပြီးမှမင်္ဂလဖယားရဲ့လို့တဆူလာပွင့်တယ်ကွန်တင်ညဖယားနဲ့မင်္ဂလဖယားတို့ရဲ့အကြမ်းမှာတသင်္ချေနောက်တကသောဘိတဖယားနဲ့အနောမဓာတိဖယားတို့ရဲ့အကြမ်းမှာတသင်္ချေသောဘိတဖယားပွင့်တော်မူပြီးတော့အနောမဓာတိဖယားမပွင့်သေးမီအဲ့ဒီကြမ်းမှာဖယားတွေမပွင့်မဲ့နဲ့နေခဲ့တာအသင်္ချေများစွာရှိခဲ့တဲ့သုံးသင်္ချေနောက်တကနာရဒဖယားနဲ့ဗဒုမုဒ္ဒရာဖယားတို့ရဲ့ကြားနာရဒဖယားနဲ့ဗဒုမုဒ္ဒရာဖယားတို့ဤကြားဖယားမပွင့်တဲ့သုံညကဘာပေါင်းဟာအသင်္ချေမရှိနိုင်အောင်ရှိခဲ့ဒီပင်ကရာနဲ့ကွန်တင်ညဖယားတို့ဤအကြားအသင်တသင်္ချေကွန်တင်ညဖယားနဲ့မင်္ဂလာဖယားတို့ဤအကြားတသင်္ချေဘောဘိတဖယားနဲ့အနောမဓာတိဖယားတို့ဤအကြားတသင်္ချေနာရဒဖယားနဲ့ဗဒုမုဒ္ဒရာဖယားတို့ဤအကြားမှာတသင်္ချေအဲ့ဒီလေးအသင်္ချေတွင်ယခုဘုန်းကြီးတို့ပြိဿကြားချရတာဟာဖယားအစုပေါင်း8စုကြားရမယ်ဗုဒ္ဓတရအသင်္ချေကိုရည်တွက်ရင်ဤ8စုကိုဖော်ပြတယ်ဤ8စုတင်ပွင့်တယ်လို့တော့မအောင်မင်းနဲ့အခြားဖယားတွေတဲ့ကြားထဲမှာဆက်ပြီးတော့ပွင့်တာရှိသေးတယ်ခုနကဒီပင်ကရာနဲ့ကွန်တင်ညကြားကွန်တင်ညနဲ့မင်္ဂလကြားသောပိတနဲ့အနောမတတိကြားနာရဒနဲ့ဗဒုမုဒ္ဒရာဖယားတို့ဤကြားဆိုတဲ့အဲ့ဒီကြားတွေမှာတော့ဖယားတဆူမှမပွင့်ဒီပြည့်ဖယားတို့ရဲ့အကြားမှာပွင့်တာတွေပြောရမယ်ဆိုရင်မင်္ဂလဖယားပွင့်ပြီးလို့ရှိရင်သုမနနဲ့ယေဝရဆိုတာဖယားနှစ်စုပွင့်သေးတယ်
နောက်အနောမတတိဘယံပွင့်ပြီးတော့ဘဒုမဘယံဆိုတာပွင့်သေးတယ်ဒီပင်ကရာဘယံရဲ့ရှေးကနေပြီးတော့တဏင်္ကရာမေဒင်္ကရာသရဏင်္ကရာရဲ့လို့သုံးစုပွင့်ပါသေးတယ်ဒီပင်ကရာနဲ့ပေါင်းရင်ထိုးကဘာမှာ၄စုပွင့်တယ်တဏင်္ကရာမေဒင်္ကရာသရဏင်္ကရာဒီပင်ကရာကနောက်ဆုံးဒီပင်ကရာဘုရားပြိဋိဘံပြုလေပြီးရောသွားလျောဘုရားမပွင့်တဲ့ကဘာဒီအသိချီအနန္တတခါတဲ့သုံးညကဘာပေါင်းမရည်နိုင်ဘူးတဲ့ပြီးမှဘွားဆိုကိုနေညဘုရားတဆူပွက်ကိုနေညဘုရားတဆူပွင့်ပြီးသွားပြန်ရောသုံးညကဘာဒီမရည်နိုင်အောင်ပြီးမှမင်္ဂလဘုရားပွင့်မင်္ဂလဘုရားပွင့်ပြီးတော့သုမနဘုရားပွင့်တယ်ရေဝရဘုရားပွင့်တယ်ပြီးတော့သောဘိဒဘုရားပွင့်တယ်သောဘိဒဘုရားပွင့်ပြီးသွားပြန်ရောမဘုရားမပွင့်တဲ့သုံးညကဘာဒီအသင်္ချေအနန္တပြီးမှအနောမတတိဘုရားလာပွင့်အနောမတတိဘုရားပွင့်ပြီးတော့ဘဒုမဘုရားပွင့်တယ်ဘဒုမဘုရားပွင့်ပြီးတော့နာရဒဘုရားပွင့်တယ်နာရဒဘုရားပွင့်ပြီးသွားပြန်ရောတဲ့သုံးညကဘာဒီအသင်္ချေအနန္တပြီးတော့မှဘဒုမုဒ္ဒရာဘုရားလာပွင့်တယ်အသိချီယူပုံကိုဘုန်းကြီးတို့ပရိသတ်များဒီလိုသဘောချနော်ဗုဒ္ဓံတရအသိချီပါတဲ့ဗုဒ္ဓံတရအသိချီပါဗျာဘုရားမပွင့်တဲ့ဂျမ်းခေတ်သုံးညကဘာပေါင်းမရည်နိုင်အောင်ဖြစ်ခဲ့တာအဲ့ဒါကိုဗုဒ္ဓံတရအသိချီလို့ဆိုပါတယ်ဘယ်ဘုရားနဲ့ဘယ်ဘုရားတို့ရဲ့အကျမ်းဆိုရင်ပြောထားပြီးပါပြီတိကဘယ်ဘုရားနဲ့ဘယ်ဘုရားအကျမ်းဒီဘုရားနဲ့ကိုဋ္ဌိညဘုရားအကျမ်းကိုကြွားမှာပါဗျာနှစ်ကကိုဋ္ဌိညနဲ့မင်္ဂလာဘုရားပါဗျာသုံးကသောဘိဒဘုရားနဲ့အနောမတတိဘုရားကြားမှာပါလေးကနာရဘုရားနဲ့ဘုဒ္ဓဘုရားကြားပါဗျာဟုတ်ပြီဘုရား၄စု၈စုတို့ရဲ့အကြအဲ့ဒါလေးအသွင်ချေရဲ့သဘောတရားနော်အပြည့်အထုလေးသင်ချေအတွင်ပွင့်သမျှဘုရားပေါင်းကိုစုပြဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ပြိဿကြီးအလုံးပေါင်းဘယ်လောက်ရ14စုတဏင်္ဂရာမေတင်္ဂရာပရဏင်္ဂရာဒီပင်္ဂရာကိုနေညရဲ့မင်္ဂလရဲ့သောဘိတရဲ့အနောမတတိရဲ့နာရဒရဲ့ဘဒုမုဒ္ဒရာရဲ့14စုမဟုတ်ဘူးဘယ်နှစုလဲ10စုလားတဏင်္ဂရာရဲ့မေတင်္ဂရာရဲ့ပရဏင်္ဂရာရဲ့ဒီပင်္ဂရာရဲ့4ကိုနေညရဲ့မင်္ဂလရဲ့သုမနရဲ့ရေဝဒရဲ့သောဘိတရဲ့အနောမတတိရဲ့ဘဒုမရဲ့နာရဒရဲ့ဘဒုမုဒ္ဒရာရဲ့73စု73ပါဗျာနော်လေးအသိရှိအတွင်းမှာဘယံဘလောက်ပွင့်73စုအတွင်းမှာပွင့်ဗျာဒါပြည့်ရဲ့နှစ်တိရှိစုထဲမှာ73စုကိုနှုတ်လိုက်15စုကြာပါလေတဲ့ဗျာအေးကဘာတသိန်းအတွင်းမှာ15စုပွင့်သွားတယ်လေးသိရှိအတွင်းမှာဘယံ73စုပွင့်တယ်ကဘာတသိန်းအတွင်းကြတော့15စုပွင့်ပါလေကျွန်းကြံတဲ့15စုဟာဟိုကဘာတသိန်းအတွင်းမှာပွင့်တယ်ဟုတ်လားကျွန်းကြံတဲ့15စုကဘေးဖျားများပါလိမ့်မလဲဆိုရင်ဘဒုမုဒ္ဒရာဘုရားရဲ့နောက်ကလာတာသူမေဒဘုရားသူဇာတဘုရားပိယဓာတ်တိဘုရားအဋ္ဌဓာတ်တိဘုရားဓမ္မဓာတ်တိဘုရားသိတ္တထဘုရားတိတ်တဘုရားဖုဒ္ဒဘုရားဝိပဿိဘုရားသိခိဘုရားဝိသဘူဘုရားကကုတန္တဘုရားကောနာကမနဘုရားကတ္တပဘုရားပြီးတော့ဘုန်းကြီးတို့ရဲ့ဂေါတမမြတ်စွာဘုရားလို့ကဘာတသိန်းအတွင်ပွင့်တာ15စုနော်ဟိုးလေးပင်ရှိအတွင်ပွင့်သွားတာက73စုပေါင်းလိုက်တော့2ကျိတ်8စုပေါ့လေးပင်ရှိကဘာတသိန်းအတွင်ဘုရားဘလောက်ပွင့်တော့အဲ့ဒါကြောင့်ဒီကနေ့2ကျိတ်8စုကိုကိုးကွယ်ကြတာဂေါတမဘုရားရှင်ကိုတော်မြတ်နိယတဗျာဒိပံဆင်မြန်းသည့်
ဒီပင်ကရာမြတ်စွာဘုရားပွင့်တော်မူသည့်ကဘာမှာဘုရား၄စုပွင့်၄စုပွင့်တော့ရှေ့က၃စုကိုဘုရားအလောင်းသည်ဘုန်းကြီးတို့ပြိဿကြီးမမီလိုက်ဘူးသတ္တုထအဆူဖြစ်တော်မူတဲ့ဒီပင်ကရဘုရားကိုတည်တည်ချာချာလူသားစင်စစ်ယောက်ျားစင်စစ်ယဟန်အဖြစ်နဲ့ဖူးတွေ့လိုက်ရတယ်လူသားစင်စစ်ယောက်ျားစင်စစ်ယဟန်ဖြစ်နဲ့ဖူးတွေ့လိုက်ရတော့အဲ့ဒီမှာဗျာဒိတ်ခံခဲ့တာဒီပင်ကရခြေရင်းမှာဗျာဒိတ်ပန်းကိုခံယူခဲ့တယ်ဒီပင်ကရဘုရားပွင့်သည့်ထိုကဘာမှာရှေ့ကနေ၃စုသည်ပွင့်သွားပြီးပြီဒီပင်ကရာဘုရားရဲ့ခြေရင်းကစပြီးတော့ဘုန်းကြီးတို့ပြိဿကြီးဂေါတမရဲ့ရှေ့နှမ်းမှာကပ်ပွင့်တဲ့ကတ္တပအထိအလုံးဘုရားအဆူပေါင်း24စုရှိဒီပင်ကရာဘုရားကနေကတ္တပအထိကတ္တပကနေနောက်ပြန်ဒီပင်ကရာအထိ24စုဂေါတမကိုခြံထားတဏင်္ဂရာမေတင်္ဂရာတရဏင်္ဂရာဒီ၃စုကရှေ့မှာလွန်လာခဲ့လို့ခြံထားအလုံး24စုဂေါတမဘုရားရှင်ကိုရမင်းရဲ့အလောင်းတော်သည်ပါရမီဖြည့်တဲ့လေးသိင်ကြီးကဘာတသိန်းအတွင်းမှာဘုရားဘယ်နှစုကိုဖူးတွေ့ခဲ့ရတုံးလို့မေးရင်24စုကိုဖူးတွေ့ရထို24စုတို့ထံမှာဘုရားပွင့်လိုက်မယ်ဆိုတဲ့ကြီးညာစာတန်းကိုရခဲ့တယ်ဗျာဒိတ်ခံခဲ့ရတာက24စုထံမှာဗျာဒိတ်ခံခဲ့ရတယ်သို့တော်လည်းပဲအဲ့ဒီလေးသိင်ကြီးကဘာတသိန်းအတွင်းမှာပွင့်တဲ့ဘုရားပေါင်းကတော့အလုံးမိမိကိုယ်တိုင်ပါထက်ဂေါတမကိုယ်တိုင်ပါထက်ရင်အလုံး28စုဗျာဒိတ်ခံရတဲ့ဘုရားပေါင်းကတော့24စုပဲရှိတယ်တဏင်္ဂရာမေတင်္ဂရာတရဏင်္ဂရာဒီဘုရား၃စုကိုမမီလိုက်ရဘူးဒီပင်္ဂရာဘုရားကြမှာမီလိုက်ပြီးတော့ကတ္တဗဘုရားအထီးတဲ့တဆူပြီးတဆူပွင့်လာတဲ့ဘုရားတွေအကုန်ဖူးတွေ့ပြီးတော့အဲ့ဒီမှာဗျာဒိတ်ခံခဲ့တယ်လေးသိင်ချီဆိုတဲ့သဘောဘုန်းကြီးတို့ပြိဿနော်နှစ်ကျိတ်ရှိစုဆိုတဲ့သဘောဟုတ်လားမှန်ပါဗျာဘာလဲနှစ်ကျိတ်ရှိစုဆိုတာလေးသိင်ကြီးကဘာတသိန်းအတွင်ပွင့်တဲ့ဘုရားပေါင်းကိုစုချုပ်ပြထားတာဒါဖြင့်ဂေါတမဘုရားသည်အဲ့ဒီနှစ်ကျိတ်ရှိစုစလုံးကိုဖူးလိုက်ရသလားလို့ဆိုတော့သူကိုယ်တိုင်ဖြစ်နေတဲ့ဂေါတမဘုရားကိုဖယ်ထားရင်ဟိုမှာ29စုကျန်တယ်အဲ့ဒီ29စုစလုံးရဲ့ထံမှာဗျာဒိတ်မခံခဲ့ရဘူး24စုထံမှာပဲဗျာဒိတ်ခံရတယ်ဒီလေးသိင်ကြီးကဘာတသိန်းနဲ့ပွင့်တာကတော့28စုပါပဲသို့တော်24စုထံမှာပဲဗျာဒိတ်ခံရတယ်အေးလေးသိင်ကြီးကဘာတသိန်းဆိုတာဒီသဘောနော်ဘဒုမုဒ္ဒရာဘုရားမှစပြီးတော့ယခုဂေါတမဘုရားပွင့်တဲ့ကဘာအထိကကဘာပေါင်းအလုံး3သိန်းရှိပါတယ်ဟုတ်မလားကောင်းပြီထိုကဲ့သို့လေးသိင်ကြီးကဘာ3သိန်းဘုရား24စုတို့ရဲ့ထံမှာနိရဗျာဒိတ်ပန်းကိုရှင်မြန်းလို့ပါရမီတော်ကြီး10ပါးအကျေပွားကောင်းမှုကြီး30တို့ကိုဘာဝနာကြီး4ပါးတို့ဖြင့်ဖြည့်ကျင့်ကြိုးကုပ်အထုတ်တော်မူလို့နောက်ဆုံးဘဝဟာဘုန်းကြီးတို့ပြိဿကြီးဝေသန္တရာမင်းကြီးရဲ့ဘဝဒီနောက်ဆုံးမှန်ပါပါဗျာဝေသန္တရာမင်းကြီးရဲ့ဘဝသည်တဲ့ပါရမီဖြည့်ရတာနောက်ဆုံးဝေသန္တရာမင်းကြီးဘဝကနေပြီးတော့မှတုတ်တိတနတ်ပြည်ကိုသွားတာတုတ်တိတနတ်ပြည်ကနေပြီးတော့မှဘုရားဖြစ်ရမယ်ကာလကိုစောင့်ပြီးတော့လေအချိန်ကြတော့မှလူပြည်ဆင်းခဲ့တာနော်မှန်ပါဗျာစားခဲ့တာဒီပင်ကရာဘုရားရဲ့ချင်းရဲ့သူမိတံဘဝကစတဲ့အဆုံးသတ်တယ်ကဝေသန္တရာမင်းကြီးရဲ့ဘဝမှာပါရမီဖြည့်တာဆုံးသတ်တယ်ဟုတ်ပါလားဝေသန္တရာဇတ်တော်ကြီးမှာဒါနပါရမီကိုအထွတ်ထိပ်ရောက်အောင်ဖြည့်ခြင်းကြိုးကိုအထုတ်တော်မူပြီးတော့ဒုတိတနာနံစံမြုံပြီးတော့နေခဲ့တယ်ဒုတိတနာပြီးမှစံမြုံ၍နေစဉ်ဒုတိတနာနမှာစံမြုံ၍နေစဉ်ခုနကပြောတတ်တဲ့နတ်ပြည်6တပ်ကနတ်မင်းတို့သည်ဘုန်းကြီးတို့ပြိဿစီဝေးပြီးတော့တိုင်ပင်ကြဘာစီဝေးတိုင်ပင်ကြတုံးဆိုတော့သူတို့ကသတင်းကြားကောလာဟလတစ်ခုသူတို့ကြားလိုက်တယ်ဗုဒ္ဓလောကီဥပ္ပိစိတ်တိ
လောကသုံးတွင်ဘုံသုံးဒီမှာဗုဒ္ဓဆိုတဲ့ကိုယ်တော်ပေါ်လိမ့်မယ်ဆိုတဲ့ကောလာဟလသတင်းဖြစ်လာအဲ့ဒီကောလာဟလသတင်းကဘလူလွတ်လာတယ်လို့မေးရင်သုဒ္ဓဝါဒဘုံကအနာဂံယဟန္တာမြမကြီးတွေဆင့်ပြီးတော့ကြွေးကြော်တာလောကသုံးပါးမှာဘုရားပွင့်ပေါ်လာလိမ့်မယ်လို့အနာဂံယဟန္တာဖြစ်ကြတဲ့သုဒ္ဓဝါဒမြမကြီးများလူပြည်ဆင်းပြီးတော့ကြွေးကြော်နတ်ပြည်6ထပ်မှာကြွေးကြော်ဗြဟ္မပြည်မှာကြွေးကြော်ဗုဒ္ဓကောလာဟလကိုဒုက္ကဲ့သို့သုဒ္ဓဝါဒဗြဟ္မမင်းကြီးများကြွေးကြော်တဲ့အခါကောလာဟလတွေကစัจ java လာတိုက်တပေါင်းမှပြန့်နှံ့ပြီးတော့ဘုရားပွင့်လိုက်တဲ့ဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းတွေဟာအနှစ်1000ကနေကြိုတင်ပြီးတော့ဖြစ်ခဲ့တယ်မှန်ပါပါဗျာဘုရားမပွင့်မီတဲ့ဗုဒ္ဓကောလာဟလအနှစ်1000ကကြိုတင်ပြီးတော့ဒီသတင်းတွေဖြစ်ပွားနေတော့အဲ့ဒီသတင်းကြားကြတဲ့လူတွေလည်းပဲစိတ်ဝင်စားလူတွေနတ်တွေမြမာတွေစိတ်ဝင်စားတဲ့အထက်မှာအထူးသဖြင့်နတ်ပြည်6ဓာတ်ကနတ်မင်းကြီးများကသိပြီးတော့စိတ်ဝင်စားတော့နတ်တွေကအစည်းအဝေးခေါ်ပြီးတော့လောကဘုရားပေါ်လိမ့်မယ်ဆိုပါလားဘုရားဆိုတာဘယ်လူပုဂ္ဂိုလ်များလဲရှာချဟိဆိုပြီးတော့လိုက်ပြီးတော့ရှာလိုက်တာဘုရားကိုဘယ်မှရှာလို့မတွေ့ဘယ်ကဘာမှဘယ်ဘဝမှရှာလို့မတွေ့ကြတယ်နတ်များဆက်လက်ပြီးတော့တခါစည်းဝေးကြတယ်ဘုရားရှာလို့မတွေ့ရင်ဘုရားဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ရှိရမယ်ဘုရားဖြစ်တဲ့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ရှိရမယ်ဘုရားဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်များလဲဆိုတာတို့ရှာရအောင်လို့ဘုရားဖြစ်နိုင်တဲ့ပုဂ္ဂိုလ်လိုက်ပြီးတော့ရှာကြတဲ့ကာလရှိကကတ္တပဘုရားတို့ကကုသန္တာဘုရားတို့ကောဏကမနာဘုရားတို့ကိုမှီလိုက်တဲ့နတ်များမြမာများကဘုရားဖြစ်ခြင်းရဲ့အကြောင်းကောင်းမှုတွေကိုသူတို့ကသိထားတယ်ကကုသန္တာဘုရားကောဏကမနာဘုရားကတ္တပဘုရားတို့ကိုသိလိုက်မှီလိုက်ကြတယ်နတ်မြမာတို့ကဘုရားဖြစ်ကြောင်းကောင်းမှုတွေကိုသူတို့ကသိထားသိထားသည်ဖြစ်ခြင်းကြောင့်ဘုရားဖြစ်ကြောင်းကောင်းမှုတွေကိုကြင်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်များဖြစ်မယ်ဆိုတာကိုဖွေရင်ရှာရင်ဘုန်းကြီးတို့ပြိဿများဝိသံတရမင်းကြီးရဲ့ပါရမီဖြည့်ဘုံတွေကိုသူတို့တွေမြင်ထားကြရတယ်အဲ့ဒီဝိသံတရမင်းကြီးဟာဘယ်ရောက်နေတုံးလို့ကြည့်လိုက်တော့ဩတုတ်တိတာနတ်ပြည်ပန်တုတ်တိတနတ်သားသို့မဟုတ်သေတကီတုနတ်သားလို့အမည်နှမျိုးနဲ့ဆက်ရောက်နေကြောင်းသူတို့ကောင်းစွာတွေ့ကြတယ်။ပန္တုတိတဟုသောအမည်သည်ညတုန်းကဘုန်းကြီးတို့ကဘာအေးစီရီတော်မှာပြောခဲ့တဲ့အတိုင်းဘုံဘဝဌာနကတုတ်တိတနတ်ပြည်ဖြစ်ခြင်းကြောင့်တို့ဘုံဘဝဌာနရဲ့အမည်ကိုဌာနီဖြစ်တဲ့နတ်မင်းပေါ်မှာတင်စားဒီနတ်မင်းကိုတန်ဆိုတဲ့စလုံးဖြည့်ဆွက်ပြီးတော့တန်တုတ်တိတနတ်မင်းလို့ဌာနအမည်ဌာနီတင်စားဒီလိုခေါ်သေတကေတုဆိုတာကတော့မိမိရဲ့ပင်ကိုဝိသေတနာမယ်အဲဒီတန်တုတ်တိတနတ်သားသွားပြီးတော့တွေ့ကြတော့မှပါရမီတွေဖြည့်လာခဲ့တာသူပဲဝိသန္တရာမင်းဘွားကနေတို့နတ်ပြည်တက်လာတာသူပဲဒီပုဂ္ဂိုလ်ဟာဗုဒ္ဓဖြစ်တတ်တဲ့ပုဂ္ဂိုလ်တယောက်ပဲဆိုတာကိုရှေ့မီနောက်မီနတ်မြမာကြီးများကပြောကြတော့အလုံးမဲ့သူဒီဘုရားလောင်းဆိုတာကိုနတ်တို့ရဲ့အစည်းအဝေးကဆုံးဖြတ်ချက်တခါတည်းချအဲ့ဒီတော့မှစัจ java လာတသောင်းကနတ်မြမာအပေါင်းတို့ကနေပြီးတော့စုယုံပန္တုတိတနတ်မင်းကြီးကိုရှေ့ကထားအဲ့ဒီတုတ်တိတနတ်ပြည်မှာရှိနေတဲ့တုတ်တိတနတ်ပြည်တစ်ပြည်လုံးအုပ်ချုပ်တဲ့ပန္တုတိတနတ်မင်းကြီးကိုရှေ့ကထားပြီးတော့အလောင်းနတ်သားထံဝိုင်းပြီးတော့ဘုရားဖြစ်ဖို့ရအချိန်ကြပါပြီလူပြည်ဆုံး၍ပဋိသန္ဓေယူပါတော့ဘုရားဖြစ်အောင်ကြင်ကြံကြိုးကိုအထုတ်ပါတော့လို့ဝိုင်းဝန်းပြီးတော့တောင်းပန်ကြရတာအဲ့ဒါကိုဆရာတော်ဘုရားကြီးကရေးထားသောလိုရှင်ပင်ကျွန်းထိတ်တင်ပေါင်းခွင်စัจ java လာနတ်မြမာတို့ညီညာယုံစုတောင်းပန်မှုကြောင့်
ဇေကြဝဠတသောဝနပြမပေါင်းတို့ဝိုင်းဝန်းပြီးတော့တောင်းပန်လိုက်ကြသည်ဖြစ်ခြင်းကြောင့်လောကသုံးပါးမှာအလောင်းနသဗီဘုရားစင်စစ်ဧကံဖြစ်ဖို့ရာချိန်ကာလတမ္ပါပြီလူပြည်စင်ပြီးတော့ဘုရားဖြစ်အောင်ကြင်ကြံကြိုးကိုအထုတ်တော်မူပါတော့လောဝိုင်းဝန်းရတောင်းပန်သည့်ကာလအလောင်းနာသဗီဘုရားဖြစ်မယ်ဘုရားဖြစ်အောင်ကြင်ကြံကြိုးကိုအထုတ်မယ်လို့ဆိုတော့ကြည်ချင်းကြီး၅ပါးကိုကြည်တော်မူခဲ့တယ်ကာလကိုကြည်တယ်ဒီပကိုကြည်တယ်ဒေသကိုကြည်တယ်ကုလကိုကြည်တယ်မာတုအာယုကိုကြည်တယ်ကာလဒီပဒေသကုလမာတုအာယု၅မျိုးကြည်လူပြည်ဆင်းပြီးတော့ဘယံဖြစ်မယ်ဆိုရင်အဲ့ဒီ၅မျိုးကိုတည်တည်ချာချာကြည်ပြီးမှဆက်ကာလဟာဘယ်လိုကာလလဲအသက်လူတွေရဲ့သက်တမ်းဟာတသိန်းထက်ပို၍အသက်ရှည်တဲ့ခေတ်မျိုးမဟုတ်စေရဘူးတရားတန်းအောင်ရုပ်ပြီးတော့အသက်တိုတဲ့ခေတ်မျိုးလည်းမဟုတ်စေရဘူးတသိန်းထက်ပို၍အသက်ရှည်တဲ့ခေတ်မှာဘုရားမပွင့်ဘူးဘာဖြစ်လို့တုံးလူတွေဟာသူစရိတတရားတွေကိုသိကျင့်ထားတော့သိကောင်းပြီးတော့အသက်ကသိရှည်ကြတယ်အနာကသိကင်းကြတယ်အသက်ရှိအနာကင်းပြီးတော့စီးပွားဥစ္စာနဲ့သိတိုးတဲ့ပြည့်စုံနေတဲ့ဒီလူသားတွေကိုဗုဒ္ဓကအနိစ္စဒုက္ခဘယ်လိုပဲဟောအဲ့ဒီလူတွေဟာမယုံအသက်ကရှည်လွန်းတော့အနိစ္စတရားဟောသူတို့မယုံဟောသိပြီးတော့တကားတဲ့ကျမ်းမာခြင်းချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီးတော့ဒုက္ခလို့ဟောလည်းပဲသူတို့တွေမယုံဘူးအဲ့ဒါကြောင့်အသက်ရှည်လွန်းတိုးတဲ့လွန်းတဲ့ခေတ်မှာဗုဒ္ဓလာမပွင့်ဘူးတဲ့တသိန်းတန်အထက်မှာငါမဖြစ်ဘူးဘုရားမဖြစ်ဘူးဆိုပြီးတော့တသိန်းတန်အထက်ကိုလည်းပဲရှောင်လိုက်ကောင်းလုံးလို့တရားဟောမရဘူးပေါ့မှန်ပါပါဗျာတရားတန်းအောက်ရောက်ပြန်တော့လည်းပဲသိပြီးတော့လူတွေကဒုစရိုက်တွေထူပြောမိုက်မဲလွန်းတဲ့ခေတ်ဖြစ်နေတော့ဘယ်နဲ့အမောင်ကြီးသိပ်ကြနေတဲ့အချိန်မှာအလင်းရောင်ထိုးလေအဲ့ဒီအလင်းရောင်ကဒီအမောင်ကိုဖောက်ထွင်းဖို့မလွယ်မိုက်လွန်းတဲ့ခေတ်လည်းဟောလို့မရဘူးဆိုပြီးတော့တရားတန်းအောက်မလဲပဲဘုရားမပွင့်ပါဘူးတဲ့တရားတန်းအောက်ကိုလည်းပဲဘုရားမပွင့်ဘူးတသိန်းတန်းရဲ့အထက်မှာလည်းဘုရားမပွင့်ဘူးတသိန်းတန်းရဲ့အောက်တရားတန်းရဲ့အထက်အဲ့ဒီဂျာခေတ်မှာဘုရားပွင့်မှာထိုခေတ်ကိုကြည်ရတာအဲ့ဒါကာလကိုကြည်ခြင်းလို့ခေါ်တယ်ဒုက္ခဒုက္ခမိတ္တကချမ်းသာနဲ့ဆင်းရဲရောနှောတဲ့အခါမျိုးဟာတရားဟောလို့အကောင်းဆုံးပဲချမ်းသာတလက်ဆင်းရဲတလက်ဆင်းရဲတလက်ချမ်းသာတလက်ဆိုရင်တရားဟောရတာတဲကောင်းမှန်ပါဗျာဘယ်လိုဖြစ်တော့ဆိုတော့ခုပဲချမ်းသာတယ်ဟာတော်တော်ကြာဆင်းရဲသွားပြန်ပြီအကုသိုလ်ရဲ့အကြောင်းထိုအချိန်ဟောလိုက်ရင်သဘောပေါက်ဖို့လွယ်လွယ်ပဲခုပဲဆင်းရဲနေတယ်တော်တော်ကြာချမ်းသာသွားကြပြန်ပြီကုသိုလ်တရားရဲ့သဘောဟောလိုက်ရင်သဘောပေါက်ဖို့လွယ်တယ်အကောင်းကြီးသိဖြစ်နေတဲ့အခါဟောဒီကအနိစ္စတွေဒုက္ခတွေဟောမယုံဘူးအဆိုးတွေကြီးသိဖြစ်နေတဲ့အခါကုသိုလ်တွေအားထုတ်မင်းတို့ကောင်းလိမ့်မယ်ဟောမယုံဘူးအဲ့လူတွေကထို့ကြောင့်တရားထမ်းအောက်ဆိုးလွန်းလို့တဲ့ကုသိုလ်တရားဟောမဖြစ်တသိန်းတန်အထက်လဲကောင်းလွန်းလို့အကုသိုလ်တရားဟောမဖြစ်ထို့ကြောင့်ထိုခေတ်တို့ကိုရှောင်အလယ်ခေတ်ဘုရားပွင့်ရမယ်သူကဒုက္ခမိတ္တကကာလကိုကြည်ခြင်းဆိုတာဒီသဘောနော်နောက်တကဒီပကိုကြည်ရမယ်ဒီပဆိုတာကတော့ကျွန်းမြင့်မို့တောင်ကြီးကိုဗဟုထားအရှိကျွန်းအနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းဇာလိုပြောရင်တော့ပုဗ္ဗဝိတ္တယကျွန်းဇံဗုဒ္ဓိပကျွန်းအပါရခောယနာကျွန်းဥတ္တရကုရုကျွန်းဒီနေ့ခေတ်လို့ပြောရင်တော့အရှိတိုက်တို့အနောက်ဘက်ကတိုက်ကြီးတွေတောင်ဘက်ကတိုက်ကြီးတွေမြောက်ဘက်ကတိုက်ကြီးတွေဥရောပတို့အာရှတို့အမေရိကတို့နဲ့ပြောရင်လည်းပြောပေါ့အဲ့ဒီလိုဒီပကိုကြည့်လိုက်အောင်သိပြီးတော့အရှိတိုင်းကြတဲ့အရာဥပ္ပဝိဒေဟကျွန်းများမှာလည်းပဲဖရာပွင့်ရိုးမရှိအနောက်ကျွန်းတဲ့ခေတ်လို့ဆိုရင်တော့ဟိုပြင်သစ်တို့အမေရိအင်္ဂလန်တို့ပေါ့လေဒီလိုနေရာမျိုးလည်းပဲမပွင့်
မြောက်ကျွန်းလည်းမပွင့်ဘူးတဲ့မြောက်ကျွန်းဆိုတော့ကနေဒါတို့အမေရိကတို့ဒီလိုနေရာလည်းမပွင့်ဘယ်မှာသွားပွင့်လို့ဆိုတော့တောင်ကျွန်းဇံဗုဒီပတ်ဆိုတဲ့တောင်ဘက်အရက်မှာမြတ်စွာဘုရားပွင့်ရတယ်ဇဗုဒီပတ်ကျွန်းရဲ့ဥဒ္ဒကုရုကျွန်းရဲ့ပုပ္ပဝိရိဟကျွန်းရဲ့ပရခောယာနကျွန်းရဲ့ဆိုတဲ့ကျွန်းကြီး၄ကျွန်းတို့တွင်ဇံဗုဒီပတ်ကျွန်းမှာငါပွင့်မယ်လို့တောင်အရက်ကိုရွေးချယ်ဒီပတ်ကိုရွေးချယ်လို့ပြီးသွားပြီဒါဘုရားပွင့်ဖို့နေရာတို့ဒီပတ်တောင်ကျွန်းဇဗုဒီပတ်တောင်ကျွန်းလည်းပဲဘယ်နေရာလဲအစွန်းပွင့်မလားလို့ဆိုတော့အစွန်းကြတဲ့အရက်မှာမပွင့်ဘူးတဲ့အလေတဲတယ်မှာမှပွင့်မယ်ဇဗုဒီပတ်ကျွန်းရဲ့ဘဟုအလေကြတဲ့နေရာမှာမှပွင့်မှာအစွန်းကြတဲ့အရက်များဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿကြီးအစွန်အပြားကြတဲ့အရက်များဆိုလို့ရှိရင်ဘယ်လိုဖြစ်တုံးဆိုတော့ပညာရှိပုဂ္ဂိုလ်လည်းပဲပါရှားတယ်ဥစ္စာပစ္စည်းကြွယ်ဝတဲ့ပုဂ္ဂိုလ်လည်းပါရှားတယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အလွန်ပါရှားတယ်အစွန်ပြားကြတဲ့အရက်တွေဟာနော်မှန်ပါဗျာဘုန်းကြီးတို့ပရိသတ်များကိုယ်ဗမာပြည်သေးသေးလေးကိုပဲလှည့်ကြည့်ပေါ့သိပြီးတော့အစွန်အပြားကျသွားတဲ့အရက်တွေဆိုရင်ဘယ်လိုဆိုတာဘုန်းကြီးတို့ပရိသတ်ဟာသိပြီးသားတို့ကြောင့်ဘုရားရှင်ကိုယ်တော်မြတ်တို့သည်ဒုက္ခသို့အစွန်ပြားကျတဲ့အရက်ကိုမပွင့်ဘူးစာလူပြောရင်ပိဿံတရစ်မပွင့်မေဇီမဇဗုဒီပတ်ကျွန်းကြီးရဲ့အလယ်ကိုရွေးဇဗုဒီပတ်ကျွန်းကြီးရဲ့အလယ်ဘဟုဆိုတော့ဒီကနေ့ခေတ်လူပြောတော့ဘောဓိပင်ကြီးပေါက်တဲ့အရာဟာအလယ်ဘဟုအကျဆုံးပဲတို့ဘောဓိပင်ကြီးကိုအလယ်ဘဟုထားအရှိအနောက်တောင်မြောက်အရက်၄မျက်နှာအဝွန်ယူဇနာ900ရှိသောအရက်ဒီအဲ့ဒါမေဇီမဒေတာအလယ်ပိုင်းအရက်ပဲဘဟုကြတဲ့ထိုနေရာကိုရွေးချယ်လိုက်တယ်ခေတ်ကိုရွေးပြီးပြီကျွန်းမြေကိုရွေးချယ်ပြီးပြီအလယ်အရက်ကိုလည်းရွေးချယ်ပြီးပြီဘယ်နှခုရွေးလိုက်ကာလရဲ့ဒီပတ်ရဲ့ဒေသရဲ့ပြီးတော့ကုလကိုရွေးရမယ်တဲ့အမျိုးငါလူပြည့်စည်ပြီးတော့ဘုရားပြည့်မယ်ဆိုရင်ဘယ်အမျိုးမှဖြစ်ရရင်ကောင်းမလဲကြည့်လိုက်တော့ခေအရှင်တွေကိုအခက်ခဒီခေဟာမင်းမျိုးတွေလွန်မိုးတဲ့ခေလားမင်းမျိုးတွေတကူထွားတဲ့ခေလားသို့မဟုတ်ပညာတတ်ဒီတကူထွားတဲ့ခေလားသို့မဟုတ်တတိတွေတကူကျွေးတဲ့ခေလားသို့မဟုတ်ဆင်းရဲသားဒီပဲထိတ်တန်းရောက်တဲ့ခေလားအဲ့ဒါကိုကြည့်ရတယ်ကြည့်လိုက်တော့ဟောဒီမှာသေတ္တကေတုနာနာလူပြည့်စင်းပြီးတော့ဘုရားဖြစ်မယ်ဆိုတဲ့ခေတ်မှာလောကထိတ်ဆုံးရောက်နေတဲ့လူတန်းစားကဘယ်လိုလူတန်းစားတုံးဆိုတော့မြေကြီးကိုပိုင်သားအစိုးရတဲ့အာဏာတခုရှိတဲ့မင်းမျိုးတွေဟာထိတ်ဆုံးကနေတယ်ပညာတတ်ဆိုတဲ့ဗြဟ္မဏပုဂ္ဂိုလ်တွေဟာအဲ့ဒီနောက်နာကရှိတယ်တတိတကြွယ်တို့သည်အဲ့ဒီအောက်နာကရှိတယ်ဆင်းရဲသားဆိုတာကတော့ခေတ်ကိုကထိတ်ဆုံးမရောက်ဘူးတဲ့အဲ့ဒီခေတ်ပြောတာနော်မှန်ပါပါဗျာဒီကနေ့ခေတ်ကတော့တစ်မျိုးနေလိမ့်မယ်ခတ္တိယဆိုတဲ့အမျိုးသည်ထိတ်ဆုံးကနေတဲ့အမျိုးဖြစ်ခြင်းကြောင့်လောကသုံးပါးရဲ့အကိုးကွယ်ခံမဲ့ပုဂ္ဂိုလ်တယောက်ဟာအမျိုးညံ့လို့ရှိရင်လူအထင်သေးတယ်ဘယ်သူကမှတဲမလေးစားဘူးဒါကြောင့်မလို့မြတ်တဲ့အမျိုးမှာဖြစ်မှလောကကြီးဟာလေးစားမယ်လောကကအလေးဂရုပြုတဲ့အမျိုးမှာငါဖြစ်မယ်ရွေးလိုက်တော့ခတ္တိယမင်းမျိုးကိုရွေးတယ်ခတ္တိယမျိုးဘာမျိုးခတ္တိယပါဗျာခေတ္တနာအဓိပတိခတ္တိယောခေတ္တနာလေယံမြေထုဤအဓိပတိအကြီးအမှုဆိုတာခတ္တိယောခတ္တိယလေမြေတို့ကိုအစိုးရတဲ့ပုဂ္ဂိုလ်သည်ခတ္တိယဆိုလိုတာကမြေကြီးရှိသည်များအကုန်ပိုင်ထားတဲ့အမျိုးဟာခတ္တိယမျိုးနော်ခတ္တိယကိုအဲ့ဒီခခွေးမှာဘုန်းကြီးတို့ပြိဿရတလုံးကတ်လိုက်တော့ဟာလားဘယ်လိုဖြစ်သွားလဲချက်တိချက်တိယချက်တရိယချစ်တိဆိုတာသူတို့ထင်မှာခတ္တိယနဲ့ခတ္တရိယနဲ့ချစ်တိဆိုတာနဲ့ခတ်စင်စင်ကလေးလာတယ်ဗမာပြည်ချစ်တိတွေရောက်လာရှိသည်မြမြေအကုန်သူတို့လက်ထဲမှာပဲဗျာမှန်ပါဗျာဒီလိုလာကြတာဒါကြောင့်မြေကြီးရှိသည်မြအကုန်ပိုင်တဲ့အမျိုးဟာခတ္တိယမျိုး
ဣရိယေစုသာမဆိုတဲ့ထိုခေတ်ကထိတ်ဆုံးပညာရတွေကိုအကုန်ချုပ်ကင်ထားတဲ့အမျိုးကဗျမနမျိုးစီးပွားရေးလုပ်ငန်းကိုအကုန်အုပ်ချုပ်ထားတဲ့အမျိုးကဝိသမျိုးမြေကြီးလည်းမပိုင်ဘူးပညာလည်းမတတ်ဘူးစီးပွားရေးလုပ်ငန်းကြီးကြီးကျယ်ကျယ်လုပ်ခွင့်မရဘူးဆိုတော့မုတ်ဆိုးလုပ်ရကံငါလုပ်ရနှိရဲ့နှိယူရတောင်းရရသစ်ခုံဝါခုံနဲ့ဒီလိုအလုပ်ကလေးတွေလုပ်ရတဲ့အမျိုးကြတော့သုဒ္ဓမျိုးတဲ့ဆင်းရဲတဲ့အမျိုးနော်သဘောဟာမြေကြီးလည်းပိုင်ခွင့်မရဣရိယေစုသာမဝေဒဆိုတဲ့ပညာရတွေလည်းတက်ခွင့်မရဟုတ်လားမှန်ပါဗျာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းပိုင်ခွင့်မရတော့နှိယူခြင်းတောင်းရက်ခြင်းဖြာရက်ခြင်းသိခုတ်ခြင်းဝါခုတ်ခြင်းငါဖွန်ခြင်းငှက်ဖွန်ခြင်းဆိုတဲ့ဒီလိုလုပ်ငန်းတွေကိုလုပ်ရတဲ့လုဒ္ဓစာရခုတ်တာစာရအမျိုးဒီသုဒ္ဓမျိုးတဲ့ဆင်းရဲတဲ့အမျိုးခေါ်တယ်ဘယ်အမျိုးဘယံပွင့်ရကောင်းမတုံးဆိုတော့လောကမှာမြေကြီးကြီးတွေများအကုန်ပိုင်ဆိုတဲ့ပုဂ္ဂိုလ်ကတော့သူကအစိုးဒယအမျိုးပဲဒီအမျိုးတဲ့ဝင်မှကောင်းမယ်လောကကအလေးကရုပြုတဲ့အမျိုးဆိုတော့ကတ္တိယမျိုးကိုရွေးချယ်တော့ဘုရားပြိဿကြီးကတ္တိယမျိုးတွေထဲမှာလည်းပဲအမျိုးစကလေးကိုကမျိုးမပြတ်ပဲနဲ့ဆင့်သက်လာခဲ့တဲ့အောက်ကကမင်းကြီးကစပြီးတော့မျိုးမပြတ်ပဲနဲ့ဆင့်သက်လာခဲ့တဲ့ပါကိယမျိုးဆိုတဲ့အမျိုးကိုသီးသန့်ရွေးလိုက်တယ်ပါကိယမျိုးကဘယ်လူမျိုးနဲ့မှမရော့ရှက်ဘူးဘယ်လူမျိုးနဲ့မှမစပ်ဘူးသီးသန့်တခါတည်းမြို့จิตစိမ့်နဲ့ထက်တန်နေလာတဲ့အမျိုးအဲ့ဒီပါကိယမျိုးကိုသီးသန့်ရွေးချယ်တယ်တဲ့ကုလကိုရွေးချယ်ခြင်းဘယ်နှခုရကုလကိုရွေးချယ်တဲ့အမျိုးမြတ်တာကိုရွေးချယ်တဲ့အမျိုးမပြတ်တာကိုရွေးချယ်တဲ့အထက်တန်းကြတဲ့မျိုးကိုရွေးချယ်တဲ့လောကကအလေးကရုပြုတဲ့လူမျိုးကိုရွေးချယ်ခဲ့တယ်ကုလကိုရွေးချယ်ခြင်းကာလယတိပယတိသယကုလယပြီးတော့မှမာတုအာယုမေရောအသက်ကိုတခါစီစစ်တယ်မေရောအသက်ကိုစီစစ်တယ်တခါထစီစစ်ရအောင်မေရောအသက်ကိုစီစစ်တယ်စီစစ်စမ်းမအောင်မင်းမျိုးတော်ဖြစ်မယ်ငါဝင်သိမ့်မယ်ငါမိခင်ဟာဘယ်လိုလဲငါမိခင်ဘယ်လိုတုံးဆိုတော့အမျိုးလဲမြတ်တယ်ကိုကျင့်သီလနဲ့လည်းပြည့်စုံတယ်အကျင့်စာရိတ္တဆိုတာကတော့ထိတ်တန်းပထမတန်းပဲသီလနဲ့လည်းပြည့်စုံအမျိုးလည်းမြတ်တဲ့မိခင်ကိုရွေးပြီးတော့တို့မိခင်ရဲ့အသက်ကိုတစ်ခါစီစစ်ရတယ်သူဝင်ကိမ့်မဲ့မိခင်ရဲ့အသက်ဘုန်းကြီးတို့ပြိတ္တလိုရင်းလေအသက်ကျွင်းဘလောက်ရှိသေးလဲကြည့်လိုက်တယ်ငါမိခင်ရဲ့အသက်ကျွင်းဟာ10လနဲ့9ရက်ရှိရမယ်တဲ့အဲ့ဒါကိုရွေးတယ်10လနဲ့9ရက်ပဲလူပြည်မှာနေခွင့်ရှိတော့တယ်ဆိုတဲ့အရွယ်ကိုသိသိချာချာရွေးတာ10လ9ရက်နေပြီးရင်ဒီမိခင်ဒီလူပြည်မှာနေဖို့ရန်အာယုသင်္ကာရဆိုတဲ့ကံတရားတွေဟာကုန်ပြီဆိုတာကိုသိတန်ကြည့်ပြီးတော့မှဝင်ရောက်လာတာမှန်ပါဗျာဘာပြုလို့ပါလိမ့်မလဲလို့ဆိုတော့ဘုရားအလောင်းတော်ဖွားပြီးရင်ဘုရားအလောင်းရဲ့မေတော်ဟာနတ်ရွာစံကိုဆံရဘုရားအလောင်းဝင်ရောက်လာတဲ့အတွက်ကြောင့်အမေသီပေးရတာဒီလိုမဟုတ်ဘူးမိခင်ရဲ့အသက်တန်ကုန်ငါနိသေသေးချာချာချိန်ပြီးတော့ဝင်လာတာသူ့သဘာဝအတိုင်းပဲသိတာပဲအမေအသက်ကအများကြီးကြံနေသေးတယ်ဆိုလို့ရှိရင်ဤမိခင်ရဲ့ဝမ်းမှာဘုရားလောင်းဖွားပြီးရင်အကယ်၍များနောက်တစ်ယောက်ပရိသန်နေယူအောင်မယ်လို့ဆိုရင်ဟောဒီမှာဘုရားအလောင်းဝင်ကိန်းနဲ့မေတော့ဝမ်းကြတိုက်သည်စေတီယဂရမိဝပူဇာရဟံဟောတိဆိုသည့်အတိုင်းဇေဒီအင်ကြီးလိုပူဇော်တိုက်တဲ့ဘုရားအလောင်းမေတော်ရဲ့ဝမ်းကြတိုက်မှာဇေဒီမထိုက်တဲ့တခြားပုဂ္ဂိုလ်တွေဝင်ပြီးတော့မကိန်းကောင်းဘူးမှန်ပါပါဗျာတလောကထဲမှာတခိတ်ထဲမှာဘုရားနှစ်စုလဲအပြိုင်မပွင့်တဲ့အတွက်ကြောင့်ဒီမိခင်ရဲ့ဝမ်းကြတဲ့တခုထဲမှာဘုရားလောင်းနှစ်ယောက်ဟာလဲတလောင်းပြီးတလောင်းဝင်ပြီးတော့ဒီလိုကိန်းတယ်လို့ဘယ်လိုမှမရှိနိုင်ဒါကြောင့်အချမ်းတတဝါဒီဆိုတာကတော့ပြောဖို့မနေနဲ့တော့စေရီအိမ်ထဲသို့ပူဇော်တိုက်တဲ့မိခင်ရဲ့ဝမ်းကြတိုက်မှာအချမ်းပုဂ္ဂိုလ်တွေဝင်ပြီးတော့ကိန်းခွင့်မရှိသောကြောင့်မေတော်
ဟောဒီမှာဘုရားအလောင်းပဋိသန္ဓေမယူသေးခင်ရှေ့ရခင်ကလည်းပဲဘယ်အမျိုးသားအမျိုးသမီးမှဝင်ပြီးတော့ပဋိသန္ဓေမယူခဲ့ရဘူးဘုရားအလောင်းပဋိသန္ဓေယူပြီးဖွားပြီးတော့လည်းနောက်ထပ်ဘယ်သူမှဘယ်အမျိုးသားအမျိုးသမီးမှဝင်ပြီးတော့မကိန်းရဘူးမေတော့အသက်ကိုကြည့်လိုက်တော့10 လနဲ့9 ရက်ပဲကြံတော့တယ်ဆိုတဲ့အချိန်ကိုသိသိချာချာစောင့်ပြီးတော့ဆင်းလာခဲ့တယ်တဲ့နော်မှန်ပါဗျာဘုရားအလောင်းရဲ့မေတော်ငယ်ရွယ်စဉ်ဆိုတာမှလည်းပဲပဋိသန္ဓေယူယူမရှိပါဘူးငယ်ရွယ်တုန်းပဋိသန္ဓေမယူတာကငယ်တဲ့အချိန်ဆိုတာစိတ်တွေကထက်မြက်လျင်မြန်တဲ့အရွယ်ဒီစိတ်တွေကထက်မြက်လျင်မြန်တဲ့အရွယ်ဆိုတော့ပဋိသန္ဓေကိုကိုယ်ကိုကောင်းစွာမထိမ့်သိမ်းမစောင့်ရှောက်နိုင်သည်ဖြစ်ခြင်းကြောင့်ငယ်ရွယ်တုန်းဘုရားလောင်းများပဋိသန္ဓေမယူဘူးအရွယ်ကိုပြောရလို့ရှိရင်ပထမအရွယ်ကိုလွန်သွားဒုတိယအရွယ်တည်းရောက်ဒုတိယအရွယ်ကိုလည်း3 ပုံပုံ2 ပုံကုန်လို့တတိယဘိုင်းထဲကိုအဝယ်မှာပဋိသန္ဓေယူတယ်နှစ်ပေါင်း100ရှိတဲ့ခေတ်ထို100ကို3 ပုံပုံရင်တကထုံးကျော်ကိုင်းတွဲအောင်တွဲအောင်မနေ့ကတွဲပြီးပြီမနေ့ကကိုကြိုးကြိုးတင်တွဲထားတာကဘာအေးမှလေပြောဘယ်လိုလဲ55နှစ်6 လရက်20ဘုရားလောင်းရဲ့မေတော်ဟာ55နှစ်6 လသိသိချာချာတွေ့ပြီးသားစပညာသ5 မာသဝဲရက်20အကေမရွတ်မေတော်တဲ့ဟုတ်ကလားမှန်ပါဗျာအေးမုံရွေးဇေတုံဖျားရေတစီရင်နဲ့တမန်တစက္ခုဒီပဏီဟာဘုန်းကြီးတို့ပိဋကလက်လှမ်းမှီတဲ့ကျမ်းပေါ်အဲ့ဒီမှာရှားဖပြဿနာအဖြစ်နဲ့အဲ့ဒါမေးထားတယ်ဘုရားလောင်းပရိသန္ဓေယူတော့မေတော်အသက်ဘယ်လောက်ရှိပလဲဘုရားလောင်းဖွားပြီးတော့မေတော်နတ်ရွာစံတော်အသက်ဘယ်လောက်ရှိပလဲဆိုတော့မေကွန်2 ခုမေးလိုက်တော့ဇေတဝန်ဆိုတော်ဘုရားကြီးကဖြေတယ်မုံရွေးဇေတဝန်ဆိုတော်ဘုရားကြီးကဖြေတယ်အဲ့ဒီအဖြေကကောင်းနှုတ်ချက်ကိုဘုန်းကြီးတို့ပရိသတ်ပြောတော့ရဲ့ဟုတ်လားပြောတော့ရင်55နှစ်6 လနဲ့ရက်20ရှိပါပြီလို့တွက်ပြီးသားပြောလိုက်တယ်နှစ်100ကို3 ပုံပုံရင်33နှစ်33နှစ်33နှစ်ရဲ့လို့3 ကျိုးလာတယ်ပြီးတော့ဟိုဘက်တစ်နှစ်ကျန်တာကို3 ကျိုးထပ်ချိုးတော့4 လနဲ့3 ကျိုးလာတယ်33နှစ်4 လ33နှစ်4 လ33နှစ်4 လ3 ပုံဟုတ်လားပထမ33နှစ်4 လဒီဒါပထမအရွယ်ပဲအဲ့ဒီထဲနောက်ထပ်33နှစ်4 လထပေါင်းတော့66နှစ်နဲ့8 လအဲ့ဒီမှာဒုတိယအရွယ်ကုန်တယ်နောက်တက33နှစ်နဲ့4 လထပေါင်းတော့ဘာဖြစ်လဲအေးတတိယအရွယ်တဲ့သွားတာပေါ့ဟုတ်လားအရွယ်3 မှပိုင်းပုံနော်အရွယ်3 မှဆိုတာဒီလိုပိုင်းပထမအရွယ်ပရိသန္ဓေမယူဘူး33နှစ်ပတ်ဝန်းကျင်ပရိသန္ဓေမယူဘာဖြစ်လို့လဲငယ်လွန်းတော့ယာကဆိုတာဟာအဲ့ဒီအချိန်အလွန်အားကောင်းတယ်ဒီတော့စိတ်ဓာတ်တွေကနှုတယ်လို့ပဲဆိုကြဆိုပြဒီအချိန်ကိုယ်ကိုကောင်းစွာမဆောင်ရှောက်နိုင်လို့အလောင်းတော်သူပရိသန္ဓေမယူဘူးဒုတိယအရွယ်ထဲဝင်ပြီးတဲ့33နှစ်ကျော်34နှစ်ထဲတော့ဝင်လာပရိသန္ဓေယူပလားယူသေးဘူးမေဇီမအရွယ်ဆိုတဲ့အလယ်ပိုင်းကို3 ကျိုးချိုးတော့33နှစ်နဲ့4 လကို3 ပုံပုံလိုက်ဆမ်းပါတပုံဘယ်လောက်ရ17နှစ်လောက်ပါ17နှစ်တလားနဲ့4 ရက်ပါဗျာ17နှစ်တလားနဲ့4 ရက်ပါဗျာဟမ်ဟုတ်ကလားကိုရမ17နှစ်တလားနဲ့10 ရက်ပေါ့ဟုတ်လား17နှစ်တလနဲ့10 ရက်အဲ့ဒါအရွယ်တစ်ခုရဲ့တချို့အဲ့ဒီထဲနောက်တချို့ထပ်တယ်တော့22နှစ်2 လနဲ့ရက်20ဒီလိုနေမယ်နော်မှန်ပါဗျာအေးမစ္စည်းမအရွယ်ရဲ့3 ချိုး 2 ချိုးရောက်ပြီး3 ချိုး 2 ချိုးလွန်ပြီးမစ္စည်းမအရွယ်3 ချိုး 2 ချိုးလွန်ပြီး
သုံးချိုနှစ်ချိုလွန်ပြီးတော့ဟိုပဲမေဇိမအရွယ်ရဲ့တတ္တိယပုဋ္ဌာသတတ္တိယအစုအပုံတွေကိုဝင်စအချိန်မှာပရိသတ်နေယူလိုက်တာဒီလိုကိုစောကြီးများသေချာတွက်ထားအဲ့ဒီတော့ပေါင်းလိုက်33နှစ်4လကဒါပထမအရွယ်ကုန်ခဲ့ပြီဒုတိယအရွယ်ကို3ချိုးချိုး2ချိုးဆိုတော့22နှစ်22နှစ်2လနဲ့ရက်20ပါဗျာ2လနဲ့ရက်20ဟို30ဟိုကနေရှိဟာနဲ့ပေါ့55နှစ်6လရက်20ကဲ55နှစ်ကျော်မှပဋိသန္ဓေယူတယ်ဆိုတာများအံ့ဩစရာတော့ကောင်းတာဒီကနေ့ဖြစ်လို့ဆိုရင်တော့ဒါဟာစဉ်းစားလို့မရဘူးဘုရားအလောင်းရဲ့မေတော်ကြတော့အံ့ဩစရာတွေဖြစ်တယ်နော်မှန်ပါဗျာ55နှစ်6လဒီအရွယ်ကြီးကြတော့ပဋိသန္ဓေယူတယ်တဲ့ဘာဖြစ်လို့လဲကန္တာကိုယ်လည်းတန့်ရှင်းသွားပြီဘုရားအလောင်းမေတော်ကိမ့်မယ်တဲ့ဟောဒီမှာဝမ်းကြတဲ့ဟာသိပြီးတော့တန့်ရှင်းနေတဲ့အညစ်အကြေးမရှိဘူးစိတ်ဓာတ်တွေကလည်းတည်ငြိမ်သွားပြီဟုတ်လားစိတ်ကလည်းတည်ငြိမ်ပြီးသံအိမ်လည်းတန်ရှင်းပြီးထိုအချင်းကြတော့မှဘုရားအလောင်းကဝင်ဖို့ဒီနေရာမှာအရွယ်ကိုရွေးချယ်ခဲ့တာ55နှစ်6လနဲ့ရက်20အဲ့ဒါဘုရားအလောင်းရဲ့မေတော်ပဋိသန္ဓေယူတဲ့အရွယ်လို့အတိအကျဒီလိုမှတ်လိုက်ပါ55နှစ်6လနဲ့အရက်20အဲ့ဒီအချိန်ဘုရားပရိသတ်ရေခုနကတင်ပြထားတဲ့သက္ကရိခုနကတင်ပြထားတဲ့သက္ကရိ69ခုနှစ်ဝါဇိုလဇန်8ရက်ကနေပြီးတော့လမ်းပြည့်အထိဝါဇိုကနေတဲ့ကြိုးကြိုးတင်တဲ့ဥပုသ်စောင့်မယ်ဆိုပြီးတော့ဘုရားအလောင်းရဲ့မေတော်သည်နတ်ဥကိုးကွယ်ထားတဲ့ကာလဒီဝီလယသိကြီးထံမှာ8ပါးသီလခံတဲ့ကိုနတ်တန်နဲ့ရေချိုး8ပါးသီလများခံယူပြီးတော့ဝါဇိုဥတော့ရောက်လာပြီဝါတွင်းတော့နိလာပြီဝါဇိုလမ်းပြီနေဆိုလို့ရှိရင်နက်ခတ်ကိုပူဇော်နေတဲ့လူမျိုးတွေဟာဝါဇိုလမှာဒါကတွန်းကြော်ကြီးဗာနက်ခတ်ရှင်ဝါဇိုလမ်းပြီနေစမ်းနဲ့နက်ခတ်ရှင်တာပြောစမ်းဘယ်အဲ့ဒီစမ်းဟာဗာနက်ခတ်နဲ့ရှင်သိဘူးစမ်းဆိုတာလပြောတာလဝါဇိုလပြီနေရဲ့ပန်းကောင်လမွန်းတဲ့တဲ့အချိန်မှာအဲ့ဒီလနဲ့ရှင်တဲ့နက္ခဟာစမ်းရှင်နက္ခခေါ်တယ်ထိုလမွန်းတဲ့အချိန်မှာစမ်းရှင်နက္ခဟာကဲတခါကိုစိုးအောင်ကဘယ်လိုပြောပြီးတော့မလျှောက်တာလျှောက်တာကိုလည်းပဲမလျှောက်တာဥဒ္ဒရာတနက္ခနဲ့ရှင်တယ်ဟုတ်လားဝါဇိုလပြီနေညသန်းကောင်ရံလမွန်းတဲ့အချိန်မှာစမ်းရှင်နက္ခပြောဆိုရင်ဥဒ္ဒရာတနက္ခအိုးနက္ခကိုးကွယ်တဲ့လူမျိုးတွေဆိုတော့ဥဒ္ဒရာတနက္ခကိုအကြီးအကျယ်ပူဇော်ကြမယ်လို့တတိုင်းလုံးတပြည်လုံးမှာတခါတဲ့တန်းစာဆင်ပြီးတော့နက္ခပွဲကြီးဆင်ရင်ဖို့ပြင်ဆင်ကြတယ်တဲ့ဝါဇိုဦးလေးမှာမဲတော်မာယာကလည်းပဲအဲ့ဒီနက္ခပွဲသဘင်ကြီးရှုစားမယ်ဆိုပြီးတော့ခန္ဓာကိုယ်ကိုအပြည့်အပြည့်တန်းစာဆင်အပြည့်အပြည့်တန်းစာဆင်နတ်သားများနဲ့ရေမောချောဝါဇိုလပ်ပြီနေဆိုရင်ဥပုပ်လေးဆောင်သုံးပြီးတော့ဓမ္မကောင်းမယ်နံဥကိုးကွယ်ထားတဲ့ကာလဒီဝီလယသိဓမ္မ8ပါးသီလခံပြီးတော့နေလာခဲ့တာလာပြီနေသို့ရောက်ပြီလို့ဆိုလိုက်စမ်းတတိုင်းလုံးတပြီလို့နက္ခပွဲကြီးချင်းချင်းသဲချင်းပနေတော့ညဥယံကာလနက္ခပွဲကိုမေတော်မာယာအာဘတယရှုစားပြီးတော့ညမစ္စည်းမယံအလဲပိုင်းလေကြာမိမိရဲ့ကြက်တည်းရှိသောတိုက်ခန်းမှာဝင်ပြီးတော့ကျိမ့်ဆက်တော့ဘုန်းကြီးတို့ပရိသတ်များအဲ့ဒီမှာအိမ်မက်တစ်ခုမက်တယ်။ဘာအိမ်မက်မက်တုံးလို့ဆိုတော့ဇတုမာရိနတ်မင်းကြီး၄ယောက်တို့သည်မေတော်မာယာအိပ်ဆက်နေတဲ့ရွှေသလွန်ကို၄ဘက်ကနေထမ်းပြီးတော့တခါတည်းရွှေနန်းတော်ကမသွားလိုက်ကြတာဟိမွန်တာတော့အနောဒအိမ်သို့ရောက်တယ်အနောဒအိမ်ကြတော့မှစေတံမြင်းတီလာကြောက်ဖြာအပြင်မှာချတာခဲ့ပြီးတော့နတ်မင်းကြီးတို့ကဘေးကနေစောင့်ရှောက်နတ်သမီးတွေတခါတည်းလာလိုက်ကြတာ
အနောတအိမ်ကြီးမှာကြိတ်ကြိတ်ကိုတိုးနတ်သမီးပေါင်းများစွာတို့ကတင်းတင်းကလကာဒီကာယံပြီးတော့မာယာဒေဝီမိဖုရားကြီးကိုအဲ့ဒီမှာအနောတအိမ်ကရေမြန်းနဲ့ရေချိုးပေးတယ်အိမ်မက်ထဲမှာမှန်ပါပါဗျာရေချိုးပေးတယ်ရေမို့ချိုးပြီးတော့နတ်ဝတ္တန်းစာတွေဆင်းပြီးတော့ကလာရွှေသလွန်ပေါ်ပြန်တင်ပြီးတော့တခါနတ်မင်းကြီးတွေမသွားပြန်ရောမသွားပြီးတော့ဘယ်ယူသွားလဲလို့ဆိုတော့ငွေလှိုင်ကူတဲ့ကိုတည်သွားတယ်ငွေကူတဲ့တည်သွားပြီးတော့ငွေကူတဲ့ကြတော့မှတခါရွှေသလွန်ပေါ်မှာပြောင်းတယ်အဲ့ဒီမှာမာယာဒေဝီကိုချမ်းချမ်းသာသာအိတ်ဆက်စေတယ်တဲ့နတ်မင်းကြီး၄ယောက်ဘေးကနေစောင့်ကြတယ်အဲ့ဒီအချိန်ပါဖြစ်တော့ဆိုတော့ဝေလိုင်ကူမှာရွှေသလွန်ထက်အိတ်ဆက်နေတော့ဖြုံးဆိုကောင်းငင်ကနေပြီးတော့တကောလို့ဆွတ်ဖြူတဲ့ဆင်ကြီးဟာပြန်လာပြီးတော့ဝေလိုင်ကူထဲမှာဝင်ဘယ်တော့မာယာကိုလက်ရရစ်၃ပတ်လှဲပြီးတော့ညာဘက်နံပါးကဖောက်ပြီးတော့ဝင်းတဲ့ကိုစင်ပြူတော်ကြီးဝင်လာတယ်လို့မာယာဒေဝီအိမ်မက်ရတယ်အိမ်မက်သာမဲ့နေတာမာယာဒေဝီကရွှေနန်းတော်ကသလွန်ထက်မှာအိတ်ဆက်နေတာအဲ့ဒီလက်ရဘက်နံပါးဖောက်ပြီးတော့စင်ပြူတော်ကြီးဝင်ရောက်လာတယ်ဆိုတဲ့အိမ်မက်ခိုက်မှာပင်လည်းရင်ဟောမှာသေတကေတုခေါ်တော့အလုံးတော်နတ်သားဟာနတ်သက်ကြွေစုတည်လို့ဘယ်တော့မှရဝမ်းတို့ဝင်ရောက်ခဲ့ပြီတဲ့ဟုတ်ပလားမှန်ပါဗျာသေတကေတုနတ်သားဆက်ကြဝဠာတပေါင်းကနတ်မြမအပေါင်းတို့တောင်းပန်မှုကြောင့်ယခုလို၅မျိုးသောကြည်ချင်းကိုသေသေးချာချာကြည့်ရှုရွေးချယ်စီစစ်လို့ဘယ်တော့မှရကိုယ်လည်းအင်္ဂါတန့်ရှင်းပြီးတော့အရွယ်ကဒုတိယအရွယ်ရဲ့၃ပုံ၂ပုံရောက်ခါကိုလည်းအင်္ဂါတန်ရှင်တော့ဝိနည်းကလည်းကိုယ်အင်္ဂါစိတ်ပြီးမှတန်ရှင်တော့ကျမ်းမာတော့စိတ်ဓာတ်တွေကြန့်ခိုင်းတဲ့အရွယ်ရောက်ပြီဆိုတော့ပရိသန်တွေဝင်ပြီးတော့ယူခဲ့တယ်ဝါဆိုလာပြီးညစ်တန်းခေါင်တဲ့ဟုတ်ပလားဝါဆိုလာပြီးညစ်တန်းခေါင်ရံမှာအလောင်းတော်နတ်သားဆင်းပြီးတော့လာခဲ့တာနော်မှန်ပါဗျာထိုအကြောင်းအရာကိုယခုနေ့ကဘုန်းကြီးတို့ပရိသတ်ရွတ်လိုက်တဲ့စာပိုင်းမှာအပြည့်စုံအလုံးစုံပါတယ်နော်သုံးလို့ရှင်ပင်ကျွတ်တိတ်တင်းသောဝင်စကြဝဠာနတ်မြမတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယတုနကိုရှုံရှုံစောသည်ဝါဆိုလပြီကျွယ်မင်းနေဝဲဥဒ္ဒရာသံနေခနဲ့စမ်းရှင်းတဲ့ဝါဆိုလပြီဇာတာပရိနေ့မှာချမ်းမြေကြည်ပြူသံတေယူသည်နတ်လူငိမ့်ဖို့ကိမ္မာကိုနတ်လူငိမ့်ဖို့ကိမ္မာကိုဟုတ်မလားဟိုဒီပင်ကရာဘုရားထံကစပြီးတော့မေတော်မာယာဝမ်းကြတိုင်းကသက်ဆိုင်စမ်းနေတည်နေပြီခေရီဤစာတစ်ပိုက်နဲ့တို့ဘေးသာလုံလောက်တယ်နော်နောက်ဒုတိယစာပိုက်ဆိုကြရမယ်ပန္တိယူကဆေလကြာသောမဟာသက္ကရိ68ကျုံသဆုံလပြီတောက်ကြာနေဝဲချမ်းမြေစပ်ပါချမ်းမြေဆုံးစီလုံပဏီ၌မဟိလိုက်စုဝါတော်မူသည်နတ်လူအောင်မြို့လမ်းပါကိုနတ်လူအောင်မြို့လမ်းပါကိုတန်တေယူကဆေလကြာတော်မှာသက္ကရေ68ကျုံကဆုံးလာပြီတောက်ကြနေဝဲဘုန်းကြီးတို့ဖယားတောက်ကြသာတောက်ကြနေဝဲချမ်းမြေဆုံးစီလုံးပဏီ၌မဟိလိုက်စုဖွာတော်မူသည်နတ်လူအောင်မြို့လမ်းမာကိုနတ်လူအောင်မြို့လမ်းမာကိုအဲ့ဒီနောက်ပိုက်ကလေးကနှခုံးဆင့်မှာဘိုးအရသာထွက်တယ်မှန်ပါဗျာဘာမူရမဟုတ်ဘူးကိုယ်စိတ်ထဲကိုယ့်အကိုသဘောကျလို့ဆိုတာနော်အဲ့ဒါဒီလိုစာပိုက်ဒီလိုဆိုရတယ်ဆိုတဲ့မူတော့ရှိတာတော့မဟုတ်ဘူး
ဆိုကြည့်ရင်လည်းဒီလိုဆိုတာအရသာထွက်တယ်ဆိုအဲ့ဒါလေးထဆိုတာဒါသုံးပါထခြင်းလဲထကြကိစ္စမရှိမနဲ့ခင်းမေတော်မာယာအိစေယာကထလာသုတ်တော်ရဏမင်းတရားလျှောက်တင်တယ်ညကဒီလိုထူးဆန်းတဲ့အိမ်မက်တွေမြင်မဲ့ပါတယ်ဤကဲ့သို့ထူးဆန်းတဲ့အိမ်မက်တွေမြင်မဲ့ပါတယ်ဆိုတော့သုတ်တော်ရဏမင်းတရားကနန်းတော်တွေပုံနာတွေ66ယောက်အကုန်လုံးဝတ်ပြုစင်ကြယ်ကိုဝတ်စေ၍ရေမို့ချိုးစေ၍မွန်မြတ်တဲ့ခဲပေါ်တွေကိုကျွေးပြီးတော့မှမာယာဒေဝီမိဖုရားခေါင်းကြီးရဲ့အိမ်မက်ကိုဟောဒီမှာပြောကြပြီးတော့ဘေရင်ဟောခိုက်ပုံနာ66ယောက်အကုန်လုံးဘုန်းကြီးတော်ပြိဿကြီးဘေရင်ဟောလိုက်ကြတာနှစ်မျိုးပဋိသန္ဓေယူပြီတဲ့မာယာဒေဝီသည်ပဋိသန္ဓေယူပါပြီပဋိသန္ဓေယူတဲ့အတွက်ကြောင့်ထိုပုဂ္ဂိုလ်ဟာအမျိုးသားဧကံစင်စစ်ဖြစ်ပါတယ်ယောက်ျားစင်စစ်ဖြစ်ပါတယ်ထိုယောက်ျားသည်အိယတိတော်လူတို့ဘောင်မှာနေခဲ့မယ်ဆိုရင်လေးကျွန်းလုံးကိုဆိုရတဲ့စัจ जा မင်းတကဘာလုံးအုပ်ချုပ်မဲ့ရှင်မယံဖြစ်မယ်အိယတိတော်လူဘောင်ကထွက်ခွာမယ်ဆိုရင်တော့လောကသုံးပါးရဲ့ကိုးစားရာဖယားစင်စစ်ဧကံဖြစ်မယ်တစ်ပဋိသန္ဓေယူပြီးနှစ်ထိုပဋိသန္ဓေသည်ယောက်ျားသုံးထိုယောက်ျားသည်အိယတိတော်လူဘောင်နေရင်စัจ जा မင်းလေးစัจ जा မင်းစည်းစိမ်ကိုစွန့်ရင်တော့ဖယားလို့ပုံနာ66ယောက်ကဤဘေရင်ကိုဟောကြတယ်ပုံနာ66ယောက်ကဤဘေရင်ဟောကြတော့သုတ္တရဏမင်းတရားကဂဗ္ဗပရိဟရဏကိုယ်ဝန်ရဲ့အစောင့်အလျှောက်တော့ကောင်းစွာပေးမှပဲလို့မာယာဒေဝီမိဖုရားကြီးကိုကြာကြာနန်းနန်းတော်မှာအစောင့်အလျှောက်ထားသုတ္တရဏမင်းတရားအဆောင်အရှောက်မထမ်းလေပဲဘုရားပြိဿရဲ့နတ်တွေကအားလုံးစောင့်နေကြတယ်အထုသဖြင့်နတ်မင်းကြီး၄ယောက်တို့သည်မိမိတို့ရဲ့နောက်ပါနတ်စစ်သူကြီးတွေမိမိတို့ရဲ့နောက်ပါအလုပ်ကျွေးနတ်သားတွေကိုမာယာဒေဝီကိုအစဉ်သဖြင့်စောင့်ကြစေတယ်သူတို့လည်းပဲရံပန်ရံခါလာပြီးတော့စောင့်ကြကြတယ်ဘာအလို့ငါလဲဆိုရင်ဘုရားပြိဿများအလွန်တရာကြောက်မဲ့ဖွယ်ရာအစင်းရှိတဲ့ဘလူးတို့ကိုမမြင်ပါစေနဲ့ကြောက်မဲ့ဖွယ်ရာအသံရှိတဲ့ဒိုဘလူးတို့ရဲ့အသံကိုမာယာဒေဝီမကြားရပါစေနဲ့ကြောက်เสียအစင်းပြုံးကနေမြင်လဲရကြောက်เสียအသံကြီးဘွားကနေကြားလိုက်ရပြုံးကနေစိတ်တွေလန့်သွားမယ်ဆိုရင်ဝင်းထဲကအလွန်နုနေသေးတဲ့ကလေးဟာစိတ်ဓာတ်တွေဖောက်ပြခြောက်ခြားသွားနိုင်တယ်ကိုယ်ဝန်ရဲ့အဆောက်အအုံတဲ့ကြောက်လန့်เสียထိတ်လန့်เสียရုံရှာဆက်ဆုပ်ဖွယ်ရအနိဋ္ဌအာယုန်တွေကိုမမြင်ရမကြားရမနာရမထိတွေ့ရအောင်စောင့်ရှောက်ထားခြင်းဟာအဲ့ဒါဂဗ္ဗပရိဟရဏခေါ်တယ်အစာနဲ့ပတ်သက်လို့စောင့်ရှောက်ခြင်းအနေအထိုင်နဲ့ပတ်သက်လို့စောင့်ရှောက်ခြင်းအသွားအလာနဲ့ပတ်သက်လို့စောင့်ရှောက်ခြင်းအကြမ်းအမြင်အနိဋ္ဌယုန်တွေကိုမကြားရမမြင်ရအောင်စောင့်ရှောက်ခြင်းဆိုပြီးတော့ဂဗ္ဗပရိဟရဏကိုယ်ဝန်ရဲ့အဆောင်အလျှောက်တွေကိုများစွာပေးပါတယ်တဲ့မိခင်အနိမတအထိမတအစာအသွားအလာအမအယွင်ဖြစ်ခဲ့မယ်ဆိုရင်ဝင်းထဲကကလေးဟာယူလာတာတို့ကိုယ်အင်္ဂါမစုံတာတို့မျက်စိကန်းလာတာတို့စိတ်ပြီးဖောက်ပြန်လာတာတို့တမာတိနေတာတို့ဟလာလျှက်ပေါ်လုံလီတာတို့ဒီလိုဖြစ်တတ်တယ်ကောင်းဝင်ယူပြီးဆိုတဲ့အချိန်ကစားပြီးတော့ဖွားသည့်အထိမိခင်ရဲ့စိတ်နှလုံးကအစဉ်တပြည့်ကြည်လင်ရွှင်ပြုံးပြီးတော့စိတ်ချမ်းသာဖွယ်ရာဖြစ်အောင်စောင့်ရှောက်ပေးရပါတယ်ဒုတိကဂဗ္ဗပရိဟရဏပါပဲသုတ္တရဏမင်းတရားကလည်းစောင့်ရှောက်နတ်အပေါင်းတို့ကလည်းဝိုင်းဝန်းလို့စောင့်ရှောက်ပြီးတော့လာခဲ့ကြတာဘုရားပရိသတ်ကြီး10လနော်ဝါဇုလပြည်ကနေပြီးတော့10လဆိုရင်ဟိုဘက်နှစ်ထက်ကူးပြီးတော့ပစုံလပြည်အထိသွားရတာပေါ့ဝါဇုလပြည်ကနေပြီးတော့ဟိုဘက်နှစ်ထက်ကိုပစုံလပြည်အထိ10လပစုံလပြည်နေရောက်ပြီဆိုတဲ့ကာလကြတော့မာယာဒေဝီရဲ့ကိုယ်ဝန်သည်ရင့်ကျက်လာခဲ့တဲ့ကာလမာယာဒေဝီကသူ့ရဲ့ဇာတိချက်ကျွေမွေးရမည်ဖြစ်တဲ့ဒေဝတဟတိုင်းပြည်ကိုသွားလိုကြောင်းခမီးတော်သုပ္ပဗုဒ္ဓမင်းတရားကိုဖွ
ဖူးတွေ့လူကြောင့်သုဒ္ဓရဏမင်းတရားထံမှာခွင့်ပါနဲ့သုဒ္ဓရဏမင်းတရားထံခွင့်ပါနဲ့သုပ္ပဗုဒ္ဓဆိုတော့ဘုန်းကြီးတို့ပရိသတ်ကစိတ်ထဲဇဝိဇဝါဖြစ်မသွားနဲ့ယသောတရားရဲ့အဖေလဲသုပ္ပဗုဒ္ဓပဲမာယာဒီဝီတို့ရဲ့အဖေလဲသုပ္ပဗုဒ္ဓပဲသုပ္ပဗုဒ္ဓကသုပ္ပဗုဒ္ဓသုပ္ပဗုဒ္ဓပြီးသုပ္ပဗုဒ္ဓတွေတစ်ဆက်တည်းအဲ့ဒီမှာအများကြီးပဲဟုတ်လားသုပ္ပဗုဒ္ဓကမွေးတဲ့သားသုပ္ပဗုဒ္ဓသုပ္ပဗုဒ္ဓကမွေးတဲ့သားသုပ္ပဗုဒ္ဓတွေတတိကြီးလာတယ်ဟောဒီမှာသုဒ္ဓရဏတို့တောင်းမှနာမည်တထက်သေးမဟုတ်ပေမဲ့စင်စင်နာမည်တွေသုဒ္ဓဒနာဒေါတောဒနာသက်ကောဒနာအမိဒေါဒနာဆိုအမလေးအဲ့ဒီမှာတတိကြီးလာတာဟလားဩရဏဆိုတာဒီနဲ့ဆက်လာတယ်နော်ဒါကြောင့်ဒေဝတဟပြည့်ရှင်ဘယင်သုပ္ပဗုဒ္ဓခမည်းတော်ကိုဖူးတွေ့လူကြောင့်ခွင့်တောင်းပြီးတော့အဲ့ဒီမှာသွားဖို့အစည်းအစဉ်လုပ်တော့သုဒ္ဓရဏမင်းတရားကြီးကလည်းပဲကပိလဝရွှေမြို့တော်နဲ့ဒေဝတဟတိုင်းပြည်တို့အကြံလန်းခကြီးတလျောက်လုံးရေပြည့်အိုးတဲခြင်းငပြောပင်စိုက်ခြင်းရာဇမကခြင်းသဲဖြူခင်းခြင်းတကုံကုတ်ကားတွေစိုက်ခြင်းအဆောင်အကြချခြင်းအမလီစီမံလိုက်တာတခန္တနာအနိဋ္ဌာယုံတွေကိုမတွေ့ရအောင်ဟုတ်လားမှန်ပါဗျာအိဋ္ဌာယုံတွေကိုစိတ်ချမ်းသာပေါ်ရာကြည်ပြီးတော့မာယာတိဝိမိဖုရားကြီးသူ့ခမည်းတော်ထံသွားပါစေလို့စီမံတာအဲ့ဒီမှာဘုန်းကြီးတို့ပရိသတ်ကြီးကပိလဝရွှေမြို့တော်နဲ့ဒေဝတဟတိုင်းပြည်တို့ကိုသွားတဲ့လမ်းခရီးစီမံတဲ့အစီအစဉ်ကိုသုဒ္ဓရဏမင်းတရားတခန္ဓနာစီစဉ်တာနဲ့ပတ်သက်လို့ဘုန်းကြီးတို့ဗုဒ္ဓဝင်ကျမ်းမြန်းစွာကခန္ဓာနာသိပြီးတော့ပြတယ်တခန္ဓနာအလွန်ရေးတယ်ဘုန်းကြီးတို့ပြိဿနဲ့နိစ္စတဲ့ကျမ်းတွေဆိုရင်ဇိနဒဗကတဏီကျမ်းတို့ဖတ်ကြည့်နောက်ပြီးတော့မေဒီဆိုဘုရားကြီးရေးသားတဲ့တထကရဥဒါနဒီပဏီကျမ်းတို့ဖတ်ကြည့်ဒါပေမဲ့အဲ့ဒီတည်းဘုန်းကြီးတို့တခါတခါဘာတော့တွေ့တော့ဆိုဇိနဒဗကတဏီဆိုဘုရားကြီးကတော့လည်းပဲကြည်တယ်လိတဲ့ဆိုကြီးကလည်းကပိလောနဲ့ဒေဝတာဟာငန်းယူစနာကွာတယ်လို့ဒီလိုဆိုတယ်တထကရဥဒါနဒီပဏီမေရီဆိုဘုရားကြီးရေးတဲ့ကျမ်းကြည့်ပြန်တော့လေဆိုကြီးကဘယ်လိုရေးတော့ယူဇနာ30ခွာတယ်လို့ပြောတယ်အဲ့ဒါအစိုးရကတော်တော်ကွဲနေကြတယ်ဒါနဲ့အထက်ကရာတွေရှောက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အထက်ကရာတွေကတော့ဘလောက်ဝေးတယ်လို့ဘာမှရေးမထားဗုဒ္ဓသာသနိကပထေဝီဝင်တို့ဘာတို့နဲ့ကြည့်မယ်ဆိုရင်တော့ဘုရားတို့ပရိသတ်အဲ့ဒါညှိလို့ရခေတ်အနေနဲ့ပေါ်လေဒီကနေ့ဘယ်နေရာပါရှိတယ်ဆိုတာတိုင်းပြည်တွေ့ရင်တော့ဘလောက်ဆိုတာအဲ့ဒါထွက်ယူဇနာ30ဆိုတာကိုတော့ဘုန်းကြီးတို့ကစဉ်းစားကြည့်တယ်တယူဇနာရဲ့အယူဆ12မိုင်နဲ့တွေ့မလား10မိုင်နဲ့တွေ့မလား9မိုင်နဲ့တွေ့မလား6မိုင်နဲ့တွေ့မလားအနည်းဆုံး6မိုင်နဲ့ပဲတွေ့အောင်ယူဇနာ30ဆိုရင်မိုင်ဘယ်လောက်ဖြစ်180ပါဗျာမိုင်180ခရီးကြီးကိုဒါလောက်တောင်ခန္ဓာကိုယ်မပေါ့မပါလေးလံနေတဲ့အချိန်ကြီးမှာသွားမယ်ဆိုတာကိုဘုန်းကြီးတို့ကအဲ့ဒါစဉ်းစားတယ်တဘာဝယုတိအဲ့ဒါစဉ်းစားတော့အေးဒီလောက်ကြီးတော့ဝေးမယ်မထင်ဘူးဘုန်းကြီးတို့တွေ့ကြည့်တယ်ငါယူဇနာဆိုတာကတော့ဘုန်းကြီးတို့တော့တော်တော်ကြိုက်တယ်ယတိကလည်းသိပူတဲ့အချိန်ကြီးဟုတ်လားယခုခေတ်လိုလေးမြန်ပါညာဟုကနေကောင်းငင်ကသက်သက်သာသာလေးပြန်သွားနိုင်တာမျိုးလည်းမဟုတ်ဘူးထန်းစင်ကြီးနဲ့ထမ်းပြီးတော့တခါတည်းအကတွေခုံနေနဲ့ဒီလိုသွားမယ်ခကြီးဟာမိုင်ပေါင်းခုနက180ခကြီးဆိုစဉ်းစားတာကြည့်ဘလောက်ပင်မလိုက်မယ်ဆိုတာဟာလုံမနီတောင်ရောက်ချင်မှရောက်တယ်မှန်ပါဗျာဟုတ်လားလုံမနီတောင်ရောက်ချင်မှရောက်မယ်လန်ခုလတင်မယ်ဟုတ်လားဒီသားဟာဖွားချင်ဖွားသွားပါဒါကြောင့်မလို့ယူဇနာ30ဝိတယ်ဆိုတဲ့ဇဂရအထက်ငါယူဇနာလောက်ဝေးတယ်ဆိုတာဟာတော်တော်လေးဘုန်းကြီးတို့ကျင့်တတ်เสียကောင်းနော်ငါယူဇနာဆိုရင်တယူဇနာရဲ့အယူဆကိုအနည်းဆုံး6မိုင်အယူဆနဲ့တွဲမယ်ဆိုလို့ရှိရင်မိုင်30ရှိသေးတယ်အဲ့ဒါတော့မနေကြီးသွားမှန်ပါဗျာ BDS dictionary ရဲ့အယူဆ9မိုင်နဲ့တွဲမယ်ဆိုလို့ရှိရင်35မိုင်ပါ35မိုင်ကြီးသွားရတယ်အဗျာယမဆိုဘုရားကြီးရေးသားတဲ့ဗိဒ္ဓံနေတယကျမ်းရဲ့အဆုံးပြ12မိုင်နဲ့တွဲမယ်ဆိုရင်တော့မိုင်60ပါဗျာဟမ်မိုင်60
မိုင်60ခရီးသွားရမယ်အဲဒီတော့ဘုန်းကြီးတို့ကဆုံးဖြတ်တယ်မပြီးဘူးသဘာဝယုတ်တိနဲ့ဘုန်းကြီးတို့ပြိဿကကြိုက်တာသာလက်ခံကြိုက်တာသာလက်ခံဘုန်းကြီးတို့ကတော့ဒီအချိန်ခရီးတူတူတက်တက်တာသာပဲသွားစီခြင်းတယ်ဟုတ်လားဒီချိန်မျိုးကခရီးတူတူတောင်းတော့တက်တက်တာသာပဲသွားစီခြင်းတယ်ဘုန်းကြီးတို့ပြိဿထားသမှာဟောဒီတက္ကထုံးကျော်တို့တက္ကစိုးအောင်တို့အဲ့ဒါမထောက်ခံဘူးလားထောက်ခံပါဗျာအေးတက္ကတို့နှစ်ယောက်ထောက်ခံရင်ပြီးတာပဲအဲ့တော့ဤမြကွာဝေးတဲ့ခရီးကိုတခန္တနာကြီးပြင်ဆင်ရတာရဲ့သိပြီးတော့ပူပြင်းတဲ့ရန်ဒီကြီးမှာဟိုအလုံးလေးလံတဲ့ခန္ဓာကြီးကိုသဲပြီးတော့သွားရတာရဲ့ထမ်းစင်ကြီးနဲ့ဘယ်လိုပဲသွားတယ်ပြောပင်မနာပဲလေကိုတော်တို့များပင်မသေးသလားထိုင်ုံလေးထိုင်နေရတာပင်မသေးသလားမေးတယ်ထိုင်နေရတာလည်းပဲပင်မနာပဲနော်နေကင်းကထိုင်လဲရတာနဲဘူးဗျာဒါကြောင့်မို့လို့ဘုန်းကြီးတို့ပရိသတ်ဒီကနေ့သက်သက်သာသာဟောနေတာနော်ကြွသွားပြီတဲ့မာယာဒေဝီဟာတခန္တနာခရီးပြင်းစင်ပြီးတော့ရွှေတန်းစင်ကြီးနဲ့ဓာန်ပြီးတော့ကာပိလဝရွှေမြို့တော်ကနေပြီးတော့ဒေဝဒဟတိုင်းပြည်ကိုထွက်ခွာသားတာမိမိရဲ့ဇာတိချက်ကြွေးမွေးရမည်ဆွေများမြင်းများကိုတွေ့ကျင်တယ်မိဖတို့ကိုတွေ့ကျင်တယ်ဆိုပြီးတော့ခွင့်တောင်းလို့သောတော်နာမင်းတရရဲ့အစီအစဉ်နဲ့ကြွပြီးတော့သွားလိုက်တာလမ်းခုလမှာဘုန်းကပြောတယ်လုံပြီးနီးခေါ်တဲ့အင်ချင်းဥယျင်သို့ဆက်ရောက်တဲ့ကာလအပန်းပြေခဏနာအောင်မယ်ဆိုအင်ချင်းပင်အရေးမှနာနေတော့ဟိုဒီရှောက်မဲ့ပေါ်လေးမတ်တကလေးထားပြီးတော့ရှောက်ရှက်ပြီးတော့ဥယျင်ရဲ့အလှကိုရှုစမ်းပြီးတော့လှဲ့လေစင်မှာပဲကမ္မဇလေကဒီမှာလှုပ်ရှားပြီးတော့လာခဲ့တာနော်လုံပဏီဥယျင်ကြီးကသိလှတော့ဥယျင်ရဲ့အလှကိုရှုစမ်းမယ်လို့ဥယျင်နဲ့ဟိုဒီရှောက်ရင်သွားရင်ကမ္မဇလီတွန်းလာတော့အဲ့ဒီမှာပဲဖွားဖို့စီမံလိုက်ကြရတာပဲတဲ့ဟုတ်လားဥယျင်ကြီးကလည်းစမ်းကြယ်တဲ့ဘုန်းကြီးတို့ဗုဒ္ဓဝင်ထက္ကရာကြီးကဆိုတယ်အခါမဲ့ရှိသမျှသစ်ပင်တွေကအကုန်ပွင့်ဥယျင်တဲ့ရှိတဲ့အပင်တွေအကုန်ပွင့်သီးပင်တွေကအကုန်လုံးသီးဥယျင်နဲ့ငှက်တွေကလည်းပျော်လိုက်တာမာယာဒေဝီတို့အဖွဲ့ဆက်ရောက်လာပျော်မြုပ်ပြီးတော့တွန်ကျုနေကြတာငှက်တန်တွေကလည်းအလွန်သားဟုတ်လားဒီတော့တက္ကဆိုးအောင်လုံမဏီဥယျင်ဘွဲ့လေးများနားထောင်ခြင်းလေးလားမရှိတော့ပါဗျာဒါမျိုးကြံတယ်ဘုန်းကြီးရုပ်ခိုင်းလို့ဆိုသူတို့ကဟလာဝမလေးဘူးဝိဘူတိတပါလဇနာတိဇာလိနီဝိဘူတိတပါလဇနာတိဇာလိနီဝိဘူတိတင်္ဂီဝလိတေဝမာလိနီပါဒဇနနံနယနာနာလိမာလိနီဝီလုံပိနိဝတိဝီရောစီလုံပိနိကိုယ်ကသုံးလို့ရှင်ရင်ဆိုရတယ်လို့အရတာမထွက်ပရိသတ်အတွက်မထွက်တာပြောတာကိုယ့်အတွက်တော့ဒီပါဠိရွတ်ယုံတဲ့အရတာကတွေ့တယ်ဝိဘူတိတပါလသနာတိဇာလိနိဝိဘူတိတင်္ဂိဝဏိတေဝမာလိနိအဆုံးသတ်ပုံကိုသေချာကြည့်လေစာတစ်ပိုက်တစ်ပိုက်ရဲ့ဆုံးသတ်ပုံဝိဘူတိတင်္ဂိပါလသနာတိဇာလိနိဝိဘူတိတင်္ဂိပါလသနာဝိဘူတိတင်္ဂိဝဏိတေဝမာလိနိတထာဇနနနယနာလိမာလိနိဝီလုံပိနိဝတိဝီရောစီလုံပိနိစာပိုက်တစ်ပိုက်တစ်ပိုက်အဆုံးမှာနီဆိုတဲ့အခရာလေးနဲ့ဆုံးသတ်ထားတယ်ပါဠိအဖွဲတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့တဲကောင်းတဲ့အဖွဲပဲလို့ဒါချီးကျူးမှာတခါဆိုအောင်လို့အနေနဲ့တော့အဲ့ဒါသိမှာမဟုတ်ဘူးနော်အောက်တော့ကြီးဟုတ်လားကြိုက်နာတာဘာလသနာတိဇာလိနိအယွယ်နှုပြုလူထိုးတို့ဤစိတ်ကိုဖောက်ပြ၆ချာတုံလို့စေနိုင်သောဘာလသနာတိဇာလိနိအယွယ်နှုပြုလူထိုးတို့ဤစိတ်ကိုဖောက်ပြ၆ချာတုံလို့စေနိုင်သောဝိဘူတိတေဝီပရိနတောင်သွဲပြောင်းဆုံးနေတန်းစာစေအပ်သည့်ကိုယ်အင်္ဂါစိတ်ပိုင်းရှိပြီထသော
မာလီနီပန်းမျိုးစုံလင်ပေါင်းစင်လျက်ရှိပေထသောဝဏိတာမိမ့်မပြိုသည်အတ္တိဝီရောစတိဝါအလွန်တင့်တယ်၍နေလေပြီတကဲ့သောစာတစ်ပိုက်အမျိုးသမီးပြိုရဲ့တင့်တယ်ဘုံကိုဥပမာပေးတဲ့စာတစ်ပိုက်ဒီအမျိုးသမီးပြိုရဲ့တင့်တယ်ဘုံကဘယ်လိုတော့ဘာလသနာတိဇာလိနိအရွယ်နုပြိုလူထိုထိုတို့ဤစိတ်ကိုဖောက်ပြ၆ချမ်းတုံလှုပ်စေနိုင်သောတင့်တယ်လိုက်တာအရွယ်နုပြိုလူထိုတို့ဤစိတ်ကိုဖောက်ပြ၆ချမ်းတုံလှုပ်စေနိုင်သောဒကာတွန်းကျော်ကြီးတို့ဒကာစိုးအောင်ကြီးတို့ကြည့်လိုက်မလေးစိတ်တွေကို၆ချမ်းသွားလောက်အောင်လှနေတာဝိဘုတိတေနိပရိနတောင်သွယ်ပြောင်းစုံလင်းတန်းသောဆင်ရသည်ကိုယ်ငါစိတ်ပိုင်းရှိပေသောမာလိနီပန်းမျိုးစုံလင်းတန်းသာဆင်လျက်ရှိပေသောဝန္တိတာမိမပြိုသည်တိဝီရောစီဤဝါအလွန်တင့်တယ်၍နေလေပြီတကဲ့သောအလွန်တင့်တယ်၍နေလေပြီတကဲ့သောဝိဘုတိတာဆံပြန်စုံလင်တန်းသာဆင်အပ်ပြီးသည်ဖြစ်၍တဒခါခသိဇနနံလူအပေါင်းတို့ဤနယနာမာလိနီမမိတ်မသုံးရှုကြည့်သည်မျက်စိဒီဟူသောပဒုံတို့ဤပြန်ပဒုံတို့ဤခိုနာယမာလာဖူးငုံပန်းမျိုးစုံသည့်လုံပိနီလုံပိနိခောဥယျင်တော်သည်စာရပိုက်ဌာနထောင်ဆောင်နယနာမာလီနီမမိတ်မသုံးရှုကြည့်သည်မျက်စိဒီဟူသောပဒုံတို့ဤစုယုံခိုနာယပန်းမင်းကြီးတပင်လုံးပင်လုံးကျပွင့်နေပြားဒီပဒုံတွေခါတယုံယုံဒီပန်းမင်းသားကမခွာနိုင်မျက်စိဒီဟူသောပြားပဒုံတို့သည်လုံမဏီဥယျင်ဒီဟူသောပန်းမင်းကြီးနာကမခွာနိုင်ကြတော့ဘူးတဲ့လှလုံးလုံးစိတ်တွေကိုခြောက်ချားကုန်တာပဲယခုနကလှလုံးဆွေအမျိုးသမီးကြည့်ရတယ်လို့ပဲတဲ့ဟုတ်လားလယနာမာလိတိမမိမသုံးရှုကြည့်သည်မျက်စိဒီဟူသောပရုံးတို့ဤစုယုံကိုနာယမာလာဘူငုံပန်းမျိုးစုံ၍နေပေထသောလုံပိနီကောဥယျင်တော်သည်ဝိလုံပိနိဝါပြူနုသောတို့အမျိုးသမီးနှင့်အလှကုန်ဆိုင်သူနိုင်ငါနိုင်အပြိုင်လူရဲ့နေသလိုပဲအတ္တိဝီရောစီအလုံးအကျူအထူးပင်လည်းတင့်တယ်၍နေခဲ့လေပြီတကားလုံပဏိဥယျင်ကြီးကိုရှုလိုက်တိုင်းအမျိုးကောင်းသားတို့ရဲ့စိတ်နှလုံးကိုတုန်လှုပ်စေသောအမျိုးသမီးပြိုရဲ့အလှကဲ့သို့ပြားပဒုံတို့သည်ပင်လုံးကျပွင့်နေတဲ့ပန်းမင်းကြီးနာကမခွာရနိုင်ကြသလိုပဲရှုကြည့်သူလူပေါင်းတို့ရဲ့မျက်စိအစုံတီးဟူသောပြားပဒုံတို့သည်ဒုလုံမဏိဥယျင်ကြီးကမခွာရနိုင်အောင်လှနေကြတယ်လှနေတယ်လို့လုံမဏိဥယျင်ကိုဒီလိုဖွဲ့ဒီကနေ့ခေတ်လုံမဏီတော့ဘုန်းကြီးတို့ပရိသတ်များရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေသာမေ့ကြည့်ကြရောဘယ်လိုနေမယ်ဆိုတာနော်ရှေးခေတ်တုန်းကတော့လုံမဏီရှေးခေတ်ဆိုတာကမေတော်မာယာတို့ရဲ့ခေတ်တုန်းကတော့လုံမဏီဟာဒီလောက်လှတာဒီလောက်လှတဲ့လုံမဏီတို့ရောက်တော့မာယာဒီဝီလည်းဘယ်နေနိုင်လဲလုံမဏီကြီးအလှကိုသူလည်းပဲကြည့်ကျင်လို့ဟိုဒီလမ်းအညောင်းဒီလမ်းကလေးများသလွန်တော်ဘောကဆင်းပြီးတော့ရှောက်လိုက်တာကမ္မဇလေးကတွန်းလာတော့ဖြုံးငနဲ့ဆိုအင်ချင်းပင်ရဲ့အကိုင်းတဲ့ကန်းကိုလက်ကလေးနဲ့ကိုင်းပြီးတော့အာယူပြီးတော့ရက်လိုက်တာအဲ့ဒီအချိန်မှာပဲဘေးကအမျိုးကောင်းသမီးတို့ကသိကြပြီတဲ့အချိန်အနေဒါနဲ့တင်းတင်းကလကာတွေကလိုက်တော့မတ်တရက်လျက်ပဲဒိုလုံးမဏီဥယျင်မှာဖွာဘုရားလုံးတော်ရဲ့ထုံးစံဟာဒီတိုင်းပဲမတ်တကြီးဖွာယူထုံးစံပြီးတော့လည်းပဲဆယ်လက်တိလွယ်လာခဲ့ရတဲ့အခါမိခင်သည်ဝင်းထဲကသားကိုကြည့်ခြင်းမိမိရဲ့ဝမ်းကြာတဲ့ဒီတိုင်းမျက်စိနှလုံးနဲ့ငုံကြည့်ခြင်းဝင်းထဲကကလေးထိုင်းနေပုံသိချမြင်ရဘုရားလောင်းရဲ့မေတော်ကငါသားငါဝင်းထဲဘယ်လိုနေတယ်ဆိုတာကကြည့်လို့ရတဲ့မှန်ပါဗျာရှေ့ဘက်ကိုမျက်နှာမူမိခင်ရဲ့ကြောဘက်ကိုပဲကလေးသည်ကြောပြီးတော့တမလင်ခွေပြီးတော့ထိုင်းနေလိုက်တာဓမ္မကတိကပုဂ္ဂိုလ်တယောက်ပလင်ပေါ်မှာကြာကြာနာနာထိုင်နေသလိုပဲတဲ့
ယခုမေတော့မာယဝမ်းကြတဲ့ကထွက်ခွာလာတော့လည်းပဲအပတယတရားဟောပြီးတော့ပလင်မောကဆင်းလာတဲ့ဓမ္မဂတိကပုဂ္ဂိုလ်လိုပဲတဲ့မေတော့ဝမ်းကြတဲ့ကချမ်းချမ်းသာသာအမြင့်အကြီးရလို့လုံးဝမကပ်ပဲနဲ့လွတ်လပ်စွာဆင်းသက်လာခဲ့တာဗျမာကြီးများကရွှေစာကွန်ရက်နဲ့ခံယူစတုမာရိနတ်မင်းကြီး၄ယောက်ရဲ့လက်ထဲကိုစုမာရိနတ်မင်းလေးတို့ကဘွဲ့ယူပစိုးနဲ့ခံယူစတုမာရိနတ်မင်းကြီး၄ယောက်ကမှအနည်းရှိတဲ့အထိန်တော်ရဲ့လက်ထဲကိုထဲစုမာရိနတ်မင်းကြီး၄ယောက်တို့ကဓိပြူလေးလက်မိုးပြီးတော့တခါတည်းစောင့်ရှောက်ကြတယ်ဘေးနာကနေပြီးတော့နတ်တွေအဆောင်ကြချဥယျာဉ်ကြီးတစ်ခုလုံးအနှောက်အယှက်မရှိစေရဘူးတဲ့နတ်ဗမာနတ်ပြမများဝိုင်းဝန်းပြီးတော့စောင့်ကြပြီးတော့ဖွာလာတဲ့အမျိုးကောင်းသားနော်ဖွာလာလည်းပြီးရောအရှိဘက်ကိုမျက်နှာမူမြောက်ဘက်သို့9လမ်းလှမ်းအရှိဘက်မျက်နှာမူပြီးတော့ဘုန်းကြီးတို့ပြိဿကြီးကျင်းဝသေးတယ်ကျင်းဝပြီးတော့မှမြောက်သို့တခါတည်းလှည့်ပြီးတော့9လမ်းလှမ်းဧကောဟာမသမီလောကသာဒီလောကမှာငါသည်အမြတ်ဆုံးပုဂ္ဂိုလ်တယောက်ဇေထောဟာမသမီလောကသာငါသည်ဒီလောကမှာအကြီးဆုံးသောပုဂ္ဂိုလ်တယောက်သေထောဟာမသမီလောကသာဒီလောကမှာငါသည်ပူဇော်ခံတိုက်တဲ့ပုဂ္ဂိုလ်တယောက်အယမန္တိမာဇာတိငါရဲ့ဘဝဟာဒီဘဝနောက်ဆုံးပဲနတ္ထိဒါနိပုဏ္ဏဘဝနောက်ထဒီဘဝကနေပြီးတော့သွားမယ်စဉ်ဘဝအသိဖြစ်เสียငါမရှိတော့ဘူးလို့ကျင်းဝါသငါဟုတဲ့ဒီမှာကျင်းဝါခဲ့လောကမငါသည်ဧကောအမသမီလောကသလောကမငါသည်အမြတ်ဆုံးဇေတောအမသမီလောကသဒီလောကမငါသည်အကြီးဆုံးသေထောဟမသမီလောကသငါသည်ပူဇော်ခံတိုက်သည့်ပုဂ္ဂိုလ်တယောက်အယမန္တိမာဇာတိဒီဘဝသည်ငါရဲ့နောက်ဆုံးဘဝပါပဲနတ္တိဒါနိပုဏ္ဏဘဝယခုငါမှာဘဝသည်ဖြစ်เสียမရှိတော့ဘူးလို့ကျင်းဝါချက်ငါခုပြင်ကျင်းဝါပြီးတော့လာခဲ့တဲ့အမျိုးသားနော်အဲ့ဒီအချိန်မှာဘုန်းကြီးတို့ပြိဿကြီးတလောကလုံးရဲ့ဥဆောင်လောကရဲ့မြစ်ဖြောအလုံးတော်ဖွာလာတယ်ဆိုရင်ပဲလောကကြီးမှာအံ့ဩပွေရာနမိတ်တွေဟာ32မျိုးပေါ်ထွန်းတယ်တက္ကသိုလ်အောင်32မျိုးသောနမိတ်တွေကိုရေးဖို့မကြံတဲ့တခုမှမပြောဘူးအဲ့ဒါတွေမှန်ပါပါဗျာဟုတ်လားမှန်ပါပါဗျာဟောဒီမှာဘွားတော်မူယုံပဲရှိသေးတယ်32မျိုးပြောနေရရင်ဘုန်းကြီးတို့ဟိုမှကြံတဲ့နောက်ဟိုမှဘယ်နှစ်နေ့9နေ့ကိုကြံသေးတာကြံပါလားကြံပါအဲ့ဒါကြောင့်32မျိုးတစ်မျိုးမှမပြောဘဲထားခဲ့မှန်ပါပါဗျာအော်စရာနမိတ်တွေတဲ့32မျိုးဆိုတော့ဒါပေမဲ့ပရိသတ်ကစဉ်းစားပြီးတော့ကြံရင်မှာတစ်ခုနှစ်ခုတော့ပြောအောင်မယ်အစုံအတိုင်းစီးဆင်းနေတဲ့မြည်ရည်တွေဟာအကုန်လုံးရပ်ပြီးတော့အညာဆန်စည်းကြတယ်အော်စရာပွင့်တတ်တဲ့သစ်ပင်မျိုးစုံတပြိုင်နဲ့အကုန်ထပွင့်တယ်သီးတတ်တဲ့သစ်ပင်မျိုးစုံတပြိုင်နဲ့အကုန်လုံးထပြီးတော့သီးကြတယ်ဟောဒီတောတဲ့ရှိတဲ့ကြီးငှက်တွေပျော်လွန်းလို့တဲ့တန်ဆုံကျူးပြီးတော့ပျော်မြူးတဲ့အတန်ကိုတခါတည်းတပြိုင်နဲ့မြည်ဟိကြတယ်နော်မြင်းငလျင်သီးထန်စွာတုံလှုပ်တယ်တဲ့အရှိကနေပြီးတော့မိကြီးကတဲအီအီနဲ့တက်ပြီးတော့လာအနောက်မှာနှိမ့်ပြီးတော့ဆင်းသွားအနောက်ကတဲအီအီနဲ့တက်ပြီးတော့လှုပ်လာအရှိမှနှိမ့်ပြီးတော့ဆင်းသွားပြီးတော့ငြိမ်ကြတောင်ဘက်ကတဲ့လမ်းမြောက်ဘက်သို့နှိမ့်ဆင်းသွားမြောက်ဘက်ကတဲ့လမ်းတောင်ဘက်သို့နှိမ့်ဆင်းသွားအဲ့လိုထူးခြားတဲ့ဖြစ်ရတွေတဲ့32မျိုးပေါ်ခဲ့တယ်ဒီ32မျိုးသောပုပ္ပနမိတ်ကိုကြည့်ပြီးတော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များကစဉ်းစားတယ်အေးဒါဟာဘုရားလောကမှာထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ပေါ်ပေါက်လာတာဗုဒ္ဓကောလာဟလလည်းဖြစ်နေတယ်ဘုရားလောင်းပွားတာနေမှာပဲလို့ကြိုတင်ပြီးတော့အဲ့ဒီမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များသိရှိနားလည်သွားကြတယ်ဟုတ်လားဒီအကြောင်းအရာကိုခြုံငုံ၍ဆရာတော်ဘုရားကြီးကရေးပါတယ်ပန္တိယုဂဆလကြာသောမဟာတက္ကရိ68ကျုံကဆုံလက်ပြေတောက်ကြနေဝဲချမ်းမြေဆုံးစည်းလုံးမနီ၌မဤလိုက်စုဖွာတော်မူသည်
နတ်လူအောင်မြို့လမ်းပါကိုနတ်လူအောင်မြို့လမ်းပါကိုလို့စောကြီးဒီလိုရေးပါတယ်နော်ဘုန်းကြီးတို့ပရိသတ်များအဲ့ဒီအပိုက်ကိုဆိုကြည့်ရအောင်ဆိုကြည့်ရအောင်ဗန္ဒီယူကဆယ်လကြာသောမဟာတက္ကရိ68ကျုံကစုံလပြီတောက်ကြနေဝဲချမ်းမြေစုံစီလုံးပဏိ၌မဟိလိုက်ဆိုဝါတော်မူသည်နတ်လူအောင်မြို့လမ်းပါကို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 အေးအဲ့ဒါဘာနေ့လဲတောက်ကြနေ့ပါဗျာတောက်ကြနေ့ရဲ့ဗုဒ္ဓဝင်နော်မှန်ပါဗျာတောက်ကြနေ့ရဲ့ဗုဒ္ဓဝင်ပြီးပြီဆိုတော့ပြိတ္တဘောသူတော်ကောင်းတို့နောက်တနေ့ကူးလိုက်ပါဘာမြင်မြောက်သော16နှစ်ရွယ်ပြူနုနယ်၌သုံးသရွှေနံသိမ်းမြန်ပြည်လ73နှစ်လျက်ဘုံသစ်လျံလူစံတော်မူ၍ရွယ်မှုနှုဖြိုး29ဝဲလေးမျိုးနမိတ်နတ်ပြဟိတ်ကြောက်ရွှေစိတ်ငင်းညိုတန်ဝေဘုကဝါဆိုလပြေကြာမင်းနေဝဲချမ်းမြေရကုံတို့ရလုံးသည်စုံမြိုင်ပင်ရိတ်ခံမှာကိုစုံမြိုင်ပင်ရိတ်ခံမှာကိုဟုတ်လားဟောမြင်ပြီးပြီဆိုတော့9ရက်ကြာသည့်ကာလမေတော်မာယာနတ်ရွာသို့သွားပါတယ်ဘယ်နတ်ရွာသွားတုံးဆိုတော့တုတ်တိတနတ်ရွာဟုတ်လားတုတ်တိတနတ်ရွာမေတော်မာယာလာတဲ့ကာလကျတော့မေတော်မာယာနတ်ရွာလာတဲ့အသက်နတ်ရွာလာတဲ့အသက်ဆယ်လနဲ့9ရက်ထပေါင်းပေါ့ခုနကအထက်မှာ56နှစ်နဲ့4လ29ရက်အေး56နှစ်4လ29ရက်မှာမဲတော်မရွာသည်လူပြီလူထီလူနန်းလူကျငန်းစွန့်ပြီးတော့နတ်ပြီနတ်ထီနန်းနတ်ကျငန်းစမ်းတယ်သားကိုဖွားပြီးတော့ထားပြစ်ခဲ့တဲ့သူ့သားဖယားကိုလူသားစင်စစ်ရဲ့မျက်လုံးနဲ့သူသည်ကြည့်ရှုလို့မသွားကြရဘူးသားဖယားဟောနေတဲ့တရားကိုမာယာတီဝီသည်လူသားအဖြစ်နဲ့မနာကြားလိုက်ရဘူးနတ်ပြည်ရောက်တော့နတ်သမီးလာနတ်သားလားဆိုတော့နတ်သားအဖြစ်နဲ့ရောက်တယ်မာယာတီဝီတုတ်တိတနတ်ပြည်ရောက်တော့နတ်သမီးမဟုတ်ဘူးနတ်သားဘာဖြစ်လို့နတ်သားပြောင်းသွားသလဲလို့ဆိုတော့မေတော်မာယာနတ်သမီးအဖြစ်နဲ့ပြောင်းအောင်မယ်ဆိုဘုရားပရိသတ်စဉ်းစားကြည့်အခြားနတ်သားတွေနဲ့အဲ့ဒီမှာဟုတ်လားကာမနယ်ကမထွက်နိုင်သေးတော့ကာမဂုဏ်ခံစားမှုဆိုတာကရှိအောင်မှာအဲ့ဒီလိုမဖြစ်ရလေအောင်တဲ့နတ်သားအဖြစ်နဲ့ပြောင်းတာကသဘာဝသိကြမိတွေကဟောဒီမှာယဟန္တာမာကြီးဖြစ်လို့အသက်120ရတ္တညုဣရရေယဂေါရဘီကအမေရင်းကတော့တရားလေးတောင်မနာရဘူးငါလိုက်ဟောမယ်ဆိုပြီးအဲ့ဒီမှာတုတ်တိတာနတ်ပြည်ကိုဘုန်းကြီးတို့ပြိဿလိုက်ရတာတာဝရိန္ဒာကဟောဖို့အကွက်အကွင်းကောင်းတယ်ဆိုတာဝရိန္ဒာမှာနေရာချပြီးတော့တရားဟောမဲတော်နတ်သားအဲ့ဒီမှာဆင်းပြီးတော့တရားနာတယ်လို့အဘိဓမ္မာ9ချမ်းအမိအတွက်သီးသန့်သွားဟောတာဒါပေမဲ့အမိအရင်ဟာသောတာပန်ပဲဖြစ်တယ်မေရောနတ်သားသောတာပန်ပဲဖြစ်တယ်မိတွေဖြစ်တဲ့အမျိုးကောင်းသမီးကြီးဂေါရမီကယဟန္တာအထိဖြစ်တယ်အမေရင်းနဲ့မိတွေဟုတ်လားအပန်ယုကသုတ်တံအယမိတွေကအခွင့်အရေးသားတယ်အမေရင်းများဟာအခွင့်အရေးတော်တော်နည်းအပန်ယုကသုတ်တံမှာဒါအကျယ်ဟောပြီးပါပြီဟောပြီးသားပါခိုင်းပြီးတော့ဟွာမြင်မြောက်သော16နှစ်ရွယ်ပြူနုနယ်၌သုံးတော်ရွှေနံသိမ့်မြန်ပြည့်73နှစ်လျက်သာတော်သိတ္တတာဖွာပြီဆိုတော့ဒေဝတာပြည်ကိုသွားမယ်လို့စီမံလာခဲ့တဲ့အစီမံနေအကုန်လုံးရုပ်သိမ်းသာတော်ကိုရွှေတန်းစင်နဲ့တင်မာယာတီဗီမိခင်ကိုလည်းရွှေတန်းစင်နဲ့တင်ပြီးတော့ကပ်ပြီးလို့ရွှေနန်းသို့ပြန်လာခဲ့ကြတယ်က
ကပ်ပြီးလို့ရွှေမျိုးတော်ရောက်လို့သားတော်ကအဆောင်အနီးကောင်းစွာချမိခင်ကိုကောင်းစွာစောင့်ကြက်တည်ချထားပြီးမဲ့မိခင်ကတော့9 ရက်ကြာကွယ်လွန်ခဲ့တယ်သားတော်ကိုသုဒ္ဓရဏမင်းရကနန်းဥကိုးကွယ်ထားတဲ့ကာလဒေဝီလယသိကိုပြပြီးတော့အဲ့ဒီမှာဘေးရင်တစ်ခါတွက်ပြတ်တယ်ပရိသန္တိယူတော့ကလည်းဘေးတယ်ယခုဖွားပြန်တော့လည်းပဲဘေးတယ်ဘေးရင်ကလည်းပဲနော်တော်ခေတ်စားကာလဒေဝီလယသိဘေးရင်တွက်ခါလောကီအဘိညာဉ်၅ပါးအပြည့်စုံရသောယသိလောကီအဘိညာဉ်၅ပါးအပြည့်စုံရတဲ့ယသိကိုဘုရားရဲ့ခမည်းတော်မေတော်တို့သည်နန်းဥမှာထားပြီးတော့ကိုးကွယ်လာခဲ့ကြရတာယသိမျိုးကိုးကွယ်ကြရတဲ့ခေတ်ဟာဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ယဟန်မရှိလို့ယသိကိုးကွယ်ရတာလွယ်လွယ်မှယဟန်မရှိရင်ယသိကိုးကွယ်ရမှာပါဗျာယသိတောင်းမှမရှိရင်တော့သင်္ကန်းစာလေးလည်းပင်ခြေထားတဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ရမှာခေတ်ဟာဒီလိုသွားလိမ့်မယ်နော်ဘုန်းကြီးတို့ပြိဿဒီကနေ့သိက္ခာကောင်းလာဒါကြောင့်နေခင်ကပြောတယ်ဘုံကံကြီးလွန်းတဲ့ဘုရားသာသနာမှာသိဘုံကြီးတဲ့ပုဂ္ဂိုလ်တွေဒီကနေ့ထောက်ပံ့မိခိုးနေကြတာဘုံကံပါရှလာပြီဆိုတော့သင်္ကန်းစာလည်းပင်ခြေထားတာပဲအဲ့ဒါယဟန်ဆိုရှိခိုးရမယ်နော်ဘုရားရဲ့ခမည်းတော်မေတို့ဟာယဟန်ကိုးကွယ်ကြမရှိတော့ယသိကိုးကွယ်ရတယ်ဒါကြောင့်ယဟန်ပြုတ်နိုင်တဲ့ခေတ်မှာဘုန်းကြီးတို့တိုက်တွန်းနေတာကဒုပိသယသိများတော့မလုပ်ကြဘူးပါမဏိပြုတ်နိုင်တဲ့ခေတ်ယဟန်ပြုတ်နိုင်တဲ့ခေတ်မှာပါမဏိပြုတ်ယဟန်ပြုတ်ပါမဏိမှယဟန်မှမပြုတ်နိုင်ရင်တော့ဒီအတိုင်းပဲဘုန်းကြီးတို့ပြိဿကြီးဂရဝါဒစွန့်ပြီးတော့အနာဂါရိကမုနိအဖြစ်နဲ့ဗြဟ္မစရိယကိုကျင့်တာကကောင်းယသိဆိုတာဘုန်းကြီးတို့ပြိဿများဘယ်ဇတ်တော်ပဲကြည့်လိုက်ယဟန်ဝတ်ခွင့်မရှိတဲ့သာသနာ့ဘခေတ်မှာလောက်ကြတာမှန်ပါပါဗျာနော်မှန်ပါပါဗျာအမ္ပဋ္ဌသုတ်တော်မှာမြတ်စွာဘုရားဟောတယ်အမ္ပဋ္ဌသုတ်တော်မှာအမ္ပဋ္ဌလူလင်နဲ့မြတ်စွာဘုရားတို့ဆွေးနွေးတဲ့နေရာမှာမြတ်စွာဘုရားကဟောတယ်မြတ်စွာဘုရားဟောတဲ့ဇကားတော်တွေထဲမှာယသိ8မျိုးကိုအကျယ်ဟောတယ်ဘာဖြစ်လို့ယသိဝတ်ကြတာလဲလို့ဆိုတော့ဟောဒီဗြဟ္မစရိယကိုမကျင့်နိုင်လို့ဗြဟ္မစရိယအကျင့်တွေကိုလက်မြောက်အရှုံးပေးသွားတဲ့ပုဂ္ဂိုလ်တွေလောက်တာလို့အမ္ပဋ္ဌသုတ်မှာဒီလိုဆိုတယ်သိက္ခာ300အကျင့်မြတ်ဆိုတဲ့ဗြဟ္မစရိယကိုမကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာယဟန်အဖြစ်ပါမဏိအဖြစ်ကိုလက်မြောက်အရှုံးပေးသွားပြီးတော့ယသိဝတ်ကြတာတဲ့နော်ဒီတော့အဓိပ္ပာယ်ကဘယ်လိုဖြစ်လဲယသိဝတ်တယ်ဆိုတာဟာယဟန်မဝတ်နိုင်တဲ့ညံ့လို့လောက်တာမှန်ပါဗျာဒါဆိုအောင်ကြီးယသိညံ့သွားမလုပ်နဲ့မလုပ်ပါဗျာလူညံ့နေအလုပ်နော်မှန်ပါဗျာယဟန်ဝတ်နိုင်တဲ့ခေတ်မှာယဟန်သာဝတ်မှန်ပါဗျာယဟန်မဝတ်နိုင်ရင်ရှင်သာမဏေပြုဟုတ်လားမှန်ပါဗျာအေးယသိဆိုတာဟာယဟန်လည်းဝတ်ခွင့်မရတဲ့ခေတ်ရှင်သာမဏေလည်းဝတ်ခွင့်မရတဲ့ခေတ်မှဝိကြပြုကြတာလို့သဘောချမှန်ပါပါဗျာဒါကြောင့်ယဟန်မရှိသေးတဲ့ခေတ်မှာဘုရားရဲ့ခမည်းတော်မေတော်တို့သည်ဘာကိုးကွယ်သိကိုးကွယ်ရပါဗျာအတိတေဇနမိခောကာလဒေဝီလယသိကြီးနန်းဥကိုးကွယ်ထားပါတော်ဘုဗေရင်တွက်ကျုပ်သားဗေရင်တွက်ဆမ်းပါသိတ္တထကိုကာလဒေဝယသိကြီးရှေ့ချပြီးတော့ပြလိုက်တဲ့ကာလဖြုံးဆိုသိတ္တထရဲ့ခြေတော်အစုံတို့ကာလတုလယသိရဲ့အုတ်ခေါက်ဆန်းကျစ်တဲ့မှာဘွားကနဲ့တက်ပြီးတော့ရက်မှန်ပါဗျာရှိရှိတုန်းကတော့ဘုရား